မနေ့ကဝိပဿနာဘယ်လိုတွေရှုမှဘယ်လိုတွေသိမှဝိပဿနာဖြစ်တယ်လဲဆိုတာတော့ပေါ့ပြီနော်အဲ့ဆိုရပြောထားတဲ့အစုံအမနဲ့မညီရင်ဝိပဿနာမဖြစ်ဘူးနော်အဲ့တော့ဝိပဿနာဖြစ်မဖြစ်ဘူးဆိုတာဟိုကဘုရားအစုံအမနဲ့ဘုရားအစုံအမပေတံနဲ့ကြီးမှရတာပုဂ္ဂိုလ်ကိုတော့မကြည့်နဲ့ပုဂ္ဂိုလ်အဟောတွေကိုမကြည့်နဲ့နော်အဲ့ဒီပုဂ္ဂိုလ်ပြောနေတဲ့ပုဂ္ဂိုလ်ပြောနေတဲ့တရားတွေကမြတ်စွာဘုရားအဆုံးအမနဲ့ညီမညီအဲ့ဒီတရားပေါ်မှာကြည့်နော်နောက်တစ်ခါအပြောတူအပြောကတော့ဟုတ်တယ်ဆိုပေမဲ့အပြောတစ်ခုတည်းကိုမကြည့်နဲ့အလုတ်ကိုပါကြည့်အပြောနဲ့အလုတ်နဲ့ညီမရတယ်နော်များအားဖြင့်ကဖះအဆုံးအမကိုပြောတယ်ဆိုတော့အပြောကတော့ဖះအဆုံးအမတွေကိုယူသုံးတာဒါပေမဲ့လုတ်တဲ့အခါကျရင်တလွဲလုတ်တာအဲ့ဒါလေးတွေကိုမြင်တတ်ရမယ်ဒါကဘာဖြစ်လို့ပြောတာလဲဆိုတော့ကိုကဆရာပေါင်းမမအောင်ပြောတာနော်ဆရာတင်မမအောင်ဆရာတင်မလိုက်ရင်သွားရောအပေကြသွားလို့ရှိရင်ပြန်မတက်တော့နော်အဲ့တော့အရန်အရေးကြီးတယ်အဲ့တော့ဝိပဿနာဆိုတာဘာလဲဆိုတာတရားလောကမှာကအာနိချက်ရှိနေတယ်ဝိပဿနာစစ်မှန်မှန်ကိုပြက်ပြက်သားသားရှင်းရှင်းလင်းလင်းအဲ့ဒီလိုပြောတဲ့အစတွေကအာနေမရှိတဲ့လောက်ကိုရှားတာတင်မအဲ့ဒါဆိုတော့ဦးဇင်းတို့ကဘာဖြစ်သွားလဲဆိုတော့ဟိုကပြောလေဝိပဿနာဒီဟာပြောလေဝိပဿနာနော်ဖះအဆုံးမအဲ့ဒီပါဠိလိုပြောလိုက်ပြီဆိုတဲ့ကကိုကဘာမှသိတာမဟုတ်ဘာမှမသိတော့ပါဠိလိုပြောလိုက်ပြီဆိုတဲ့ဒါဖះဟောပြီဆိုပြီးတော့စိတ်ထဲနဲ့ယုံလိုက်တာဦးဇင်းတို့လည်းဒီတိုင်းလေကိုကစာမတတ်ဘူးလေစာမတတ်တော့သူကပါဠိလိုတွေပြောတယ်ဆိုတဲ့ခါကျတော့ဒါဖះဟောကိုပြနေတာပဲဖះဟောကိုပြောနေတာပဲဆိုတော့ဦးဇင်းတို့ကယုံတာပေါ့နော်တင်မယုံလိုက်တော့ခုနပါဠိလိုပြောတိုင်းကဘုရားဟောဆိုလိုရင်းကိုမှန်မှန်ကန်ကန်သိဖို့လိုသေးတယ်နော်ဘာသာပြန်မှန်ဖို့လိုသေးတယ်ဆိုလိုရင်းတော်သားကိုနားလည်ဖို့လိုတယ်စကလုံးသုံးနေတာကစကလုံးပြည့်ညက်တွေဆိုလိုရင်းကပရမတ်ကိုရည်ညွှန်းတာတွေဘုရားအဆုံးအမဆိုအဲ့တော့ပရမတ်ကိုမသိလို့ရှိရင်ကိုကအဓိပ္ပာယ်ကောက်လွဲသွားတတ်တယ်ဒါဘာသာစကားတွေမှာဆိုကြုံတွေ့ရတဲ့ဥစ္စာတွေအဲ့တော့ဦးဇင်းတို့ကဆိုတာကဒီဝိပဿနာတရားကလွဲလိုက်တာနဲ့သွားပြီအဲ့ဒါအပယ်ပဲအရန်ကြောက်စရာကောင်းတယ်ဦးဇင်းတရားထုတ်ရင်းနဲ့ဘာကိုမြင်လာဆိုဦးဇင်းတို့နော် speed နဲ့ပေါ့ကားမောင်းနေတာပဲဖြစ်ဖြစ်ဆိုင်ငယ်စီးနေတာဖြစ်ဖြစ်တဲ့ရှေ့ကိုတဲ့ကြည်ပြီးသွားနေဒီကပြောနေလဲအဲ့ဒါတွေကိုဂယုဆိုင်လို့မရအောင်ရှေ့တဲ့ကြည်မယ်တင်မပြီးတဲ့သွားနေတော့လမ်းလေးနည်းနည်းလေးနော်နည်းနည်းလေးတိမ့်လိုက်ခါနဲ့သွားရောဆိုသွားလမ်းလေးချုပ်နေသွားရောကြောက်ထဲသွားရောအဲ့ဒီလိုမျိုးမြတ်စွာဘုရားတရားဘုရားအဆုံးအမတိုင်းတကယ်ကိုတိတိကျကျသွားမှရတာပါကိုမသေးကြရင်သေကြအောင်ခန္ဓာမှာထရှုမှရတာပါလားဒါမှဘုရားအဆုံးအမဆိုလိုရင်းကိုသိတာပါဆိုတော့ဒါအားထုတ်ရင်အဲ့ဒီလိုနားလွယ်လာတော့ပို့ဂိမ်းစိုက်တက်လာနော်ဒါမဲ့ဒါဒီကူကဦးဇင်းတို့ဒီမသိနိုင်ဘူးနိအဲ့တော့ဆရာတွေပြောတဲ့အတိုင်းအားထုတ်ရတာပေါ့အဲ့ဒါခါကြတော့ဓာတ်ကြီး၄ပါးဆိုတာဟောပါလေနာခန္ဓာ၄ပါးလေးဟောပါလေယူပပရိစ္ဆေဒဉာဏ်နာမပရိစ္ဆေဒဉာဏ်တွေဟောပါလေနာမယူပပရိစ္ဆေဒဉာဏ်တွေလည်းဟောပါလေနော်ဒါပေမဲ့အဟောပဲရှိတယ်ဟောပြီးရင်သိပြီးရင်ပြီးရောဖြစ်သွားတာဟုတ်လားတင်မသိပြီးရင်ရပြီလေအဲ့တော့အားထုတ်ကြတော့ဆိုတာဒါတရားဌာနတဲ့ဒီတိုင်းပဲ
ပြောပြတယ်ရှင်းပြတယ်သိပြီလားသိပြီဆိုအားထုတ်ကြတော့အဲ့ဒါတရားဌာနတိုင်းပဲဒါဥစဉ်ဝင်ခဲ့တာတွေကြောင့်လို့ပြောတာအောက်ကနားလေတာနားမလေတာမသိဘူး तू ရှင်းပြပြီးပြောပြပြီး तू တာဝန်ကျေပြီးအားထုတ်ကြတယ်မရှင်းလို့သွားမေးလေသွားပြောတဲ့အတိုင်းလုပ်ဒါပဲသွားရှာမရှိနဲ့ရှာရှိရင်ကြိုက်ဘူးဆိုတာဒါမျိုးတွေပေါ့နော်ဦးဇင်းတို့ကြုံခဲ့ရတာဒီနော်လောဘဒေါသတွေလောဘဒေါသကင်းရင်မလို့ဖြစ်တယ်ဟုတ်ပြီလောဘဒေါသတွေဟုတ်တယ်လောဘဒေါသတွေကြောင့်နော်ဒါတွေကမကောင်းဆိုတာဟုတ်တယ်အဲ့ဒီလောဘဒေါသကင်းအောင်ဘယ်လိုအားထုတ်မှာအဲ့ဒါကြတော့မပြောနိုင်မပြောကြဟုတ်ပါဗျာအဲ့ဒါကြီးကဟန်ဆိုလေမဟုတ်ဘူးလေဒါကအဲ့ဒီလိုပြောတာအဲ့ဒီလိုဗဇက်ဆရာလောက်ထားတော့လူတိုင်းလောက်တတ်တာပဲအဲ့ဒါမျိုးလေးဒါလေးတွေကဒီအားနဲ့ချက်လေးတွေမြင်တတ်မယ်။ငါတို့ဒါတွေကိုသတိထားပြီးတော့မှဒါတွေကိုကြည့်ရမယ်ဒါတွေကိုရှောင်ရမယ်အစစ်အမှန်ကိုရှာတတ်ရမယ်ဆိုဆရာကောင်းကိုရှာတတ်ရအဲ့တော့မနေ့ကဒါကိုအားထုတ်တဲ့ဟာတွေကဝိပဿနာစစ်မစစ်မှန်ဖះဟောနဲ့ညီမညီဒါတွေကိုကိုအားထုတ်လာတဲ့ပုံကနေဖះဟောနဲ့ဦးဇင်းကသုံးသပ်ပြတာပေါ့နော်ဒါကိုကြည့်ရမယ်နော်အဲ့တော့ဝိပဿနာဆိုတာရှင်းလေးပဲဝိပဿနာဖြစ်ဖို့သမထယာနိကနေလာကြိုက်တဲ့နီးကလာဝိပဿနာအားထုတ်တော့ဆိုဒီဝိပဿနာတရားဟာဖရာတပါးပဲသိတဲ့တရားဘုရားဟောထားတဲ့တရားဘုရားဟောထားတာကိုပုဂ္ဂိုလ်တွေကယူပြန်ဟောတဲ့တရားအဲ့တော့ဘုရားဟောတရားဟာဘုရားနော်ဒီတစ်ခုတည်းပဲရှိတယ်ဘုရားအဆုံးမအတိုင်းကိုလည်းအားထုတ်အဲ့တော့ဝိပဿနာအားထုတ်ဖို့ဒါထပ်ပြီးတော့နည်းနည်းပြန်ပြီးနှွေးပြတာနော်ဝိပဿနာအားထုတ်ဖို့မြတ်စွာဘုရားကပညာကိုရှုခိုင်းတာလားပရမတ်ကိုရှုခိုင်းတာလားပရမတ်ကိုရှုခိုင်းတာပရမတ်ကိုရှုခိုင်းတာဒါဆိုရင်ပရမတ်ကိုကစာသိနဲ့ရခန္ဓာသိဖြစ်ရမှာခန္ဓာသိဖြစ်ရမှာပါဗျာကံသိမဟုတ်ဘူးနော်ဉာဏ်သိဉာဏ်သိပါဗျာအဲ့တော့ကံသိကတော့လူတိုင်းသိဟုတ်တော့မလားသူတို့ဒါယဟန်တန်ဃာတွေစာပေသင်ထားတဲ့ယဟန်တန်ဃာတွေဆိုအကုန်သိတယ်သူတို့ကပိုးအောင်သိပြီအဲ့ဒါစာသိပြီခန္ဓာသိမှာမဟုတ်ဟုတ်နော်တင်ပါဗျာအဲ့ဒါကိုခွဲခြားနိုင်ရကိုလည်းသိတဲ့ဥစ္စာစာသိဆိုမရဘူးခန္ဓာသိဖြစ်ရပฏิယကနေဘာအသိဖြစ်ရမှာပฏิပအသိဖြစ်ရကြင်ကြံရမှာပရိယသိထားတာကိုပฏิပတ်ကျင့်ကြံအားထုတ်နော် theory ကိုသိပြီးရင် practical ကိုယ်တိုင်လုပ်ကြည့်ရမှာမှန်ပါဗျာကိုယ်တိုင်လုပ်ပြီးတော့မှဖြတ်ပေါ်လာတဲ့အဲ့ theory တိုင်းထွက်ဥပမာ H2O ပေါ့နော် hydrogen နဲ့စနဲ့ oxygen တစ်စနဲ့ရောဆက်လိုက်လို့ရှိရင်ဒါရေဖြစ်တယ်ဒါက theoryဦးဇင်းတို့ကဟုတ်မဟုတ်လက်တွေ့လို့ဓာတ်ငွေထုတ်ဖို့အဲ့ဓာတ်ငွေနှစ်ခုပေါင်းဆက်ပြီးသူပြောတဲ့အတိုင်းဟိုက်ဒရိုဂျင်တစ်စနဲ့အောက်ဆီဂျင်တစ်စနဲ့တိကျမှရတယ်သိပ္ပံပညာကလည်းနော်အဲ့ဒါကိုပေါင်းဆက်မှရေသူပြောတဲ့ရေဖြစ်မဖြစ်ဒါလက်တွေ့လုပ်ကြည့်အောင်ဒီသဘောမျိုးပေါ့နော်တရားဆိုတာလေအဲ့ဒီသဘောပဲပရိယတ်ဆိုတာကဖះဟောထားတဲ့ပရိယတ်တွေကိုကိုကမသိရင်သိတဲ့ဆရာတော်တွေနော်ဒါဒီပြောပြပေးနိုင်တဲ့ပုံကိုယ်တွေစီမှာမင်းများမယ်နော်စီကပ်မယ်ပြီးလို့ရှိရင်ပฏิပတ်ကိုကကြင့်ကြံလက်တွေ့ကြင့်ကြံနော်အဲ့တော့ပရိယတ်နဲ့ပฏิပတ်ဆိုတာလည်းသိမှာအဲ့ဆိုရင်ခုနကဝိပဿနာရှိဖို့ကပညာကိုရှုရမှာလားပရမတ်ကိုရှုရမှာလားပရမတ်ကိုရှုရမှာဒီပုံမှာဈေးစစ်ချင်နေလားမရအောင်ဒါလည်းကိုယ့်ကိုမေးရမှာတမတ်ငါတို့ပရမတ်ကိုမသိဘဲနဲ့တခြားနည်းနဲ့ရှုလို့ရမလားဆို
ရပါ ရပါ အဲ့ဒီလိုမျိုးကိုယ့်ကိုမေးခွန်းထုတ်အောင်မှာအဲ့ဒါဆိုတော့ဟာဒီပရမတ်ကပရမတ်မသိလို့မရအောင်လေဒီပရမတ်သိအောင်ဖះလေးသိချီနဲ့ကဘာသိန်းပြီးဆက်ခဲ့တာမဟုတ်လားဒီပရမတ်ကိုသိဖို့ မှန်ပါဗျာ မှန်ပါဗျာ ဒါဆိုရင်ငါတို့ဒီပရမတ်ကိုမသိလို့လုံးဝမရဘူး မဟုတ်ဘူး နော်အဲ့တော့ဘာလို့ဖះကပရမတ်ကိုသိစေချင်တာလဲဆိုရင်ပြန်စဉ်းစားကြည့်လိုက်လေဖះမပွင့်ခင်တိတ်တရမင်းသားဒီပရမတ်တရားကိုမရှာမတွေ့ခင်အားလုံးဒီလောကကြီးမှာလောကကြီးဆိုတာနော်စัจ java တာတစ်ခုလုံးအားလုံးမှာလူတိုင်းတွေဘာအသိပဲရှိတာ ပညာတည် ညက်အတိပါဗျာ ဒီပါ ပညာအသိပဲဖြစ်မှာဟုတ်တယ်မလား မှန်ပါဗျာ ဗျာ ဟဲ့ဒါဆိုတအားရှင်းသွားပြီဒါဆိုရင်မြတ်စွာဘုရားဒီတောထွက်ပြီးသူဘာကိုရှာတွေ့သွားတာပရမတ်ကိုရှာတွေ့သွား ရှာပြသွားပါဗျာ ဒါဆိုရင်မြတ်စွာဘုရားဒီဒါအဲ့ဒီချိန်ကတော့တိတ်တရမင်းသားပဲတိတ်တရမင်းသားဒီသူဒီပရမတ်ကိုရှာတွေ့သွားတယ်ပရမတ်ကိုရှာတွေ့ပြီးတော့မှသူကအပယ်ပြီးတန်မြာပြီးဒီမလွတ်သွားဘူးလား လွတ်သွားပါဗျာ ဗျာ အဲ့ဒီအချိန်မှာပရမတ်ကိုဘယ်သူပဲသိတယ် မြတ်စွာဘုရားပဲသိရပါဗျာ ဘုရားတပါးပဲသိတာဒါသိသိချာပဲနှစ်ပါးမရှိဘူးတပါးလေးပဲဒီလိုသိဖို့က၄သိန်းချင်းနဲ့ကဘာသသိန်းပြည့်ဆက်ခဲ့ရတာမဟုတ်လားပထဝီသလုံးသိဖို့က၄သိန်းချင်းနဲ့ကဘာသသိန်းပြည့်ဆက်ခဲ့ရတာမဟုတ်လား မှန်ပါဗျာ အာဘောတစ်ခုကိုသိဖို့က၄သိန်းချင်းနဲ့ကဘာသသိန်းပြည့်ဆက်ခဲ့ရတာမဟုတ်လား မှန်ပါဗျာ အဲ့ဆိုရင်ဒီပရမတ်တရားဒီမြတ်စွာဘုရားပွင့်တဲ့ချိန်မှာသူတပါးလေးပဲသိသေးတယ်သူအဲ့ဒီကနေအာထုတ်ဒီပရမတ်ကိုသိလာတော့ဒီပရမတ်ပေါ်ကနေအာထုတ်သွားတယ်ဒါအခုသိတဲ့ဉာဏ်နဲ့စဉ်းစားကြည့်လိုက်လေနော်အခုသမတနာဉာဏ်ကိုရောက်တဲ့ဉာဏ်နဲ့စဉ်းစားကြည့်လိုက်ဒါဆိုရင်ဒီပရမတ်နဲ့ပြည့်ညတ်နဲ့နှစ်ခုနိုင်ရှင်ပြီးတော့မှသူလွတ်မြောက်ရာလမ်းကြောင်းကိုတွေ့သွားတာမဟုတ်လား မှန်ပါဗျာ အဲ့ဆိုရင် तू ပရမတ်ကိုတွေ့လို့လွတ်မြောက်သွားတာဖျားဖြစ်သွားတာနောက်ဆုံးဖျားဖြစ်သွားတာနော်ကဲဒါဆိုရင်ဟုတ်ပြီဒါကြောင့်မလို့မြတ်စွာဘုရားကဒီပရမတ်ကိုရှုခိုင်းတာဒါဆိုရင်ဒီပရမတ်ကိုဘာလို့ရှုခိုင်းတာလဲဆိုရင်နော်ခုနတတနိယလောကငါတို့ကပြည့်ညက်နဲ့ဆွဲပြီးတော့ပြည့်ညက်နဲ့သေနေတာမဟုတ်လား မှန်ပါဗျာ အဲဆိုရင်ပြည့်ညက်တွေကြောင့်ဦးဇင်းတို့ကလောဘဒေါသမောဟတွေကပြည့်ညက်ကြောင့်တွေကြောင့်ဖြစ်နေတာမဟုတ်လား ဟုတ် မှ ပါ န်ပါ ဗျာ ဗျာ အဲ့ဒီပြည့်ညက်တွေအပေါ်ကနေလောဘဒေါသမောဟတွေဖြစ်လို့ဦးဇင်းတို့ကအပယ်တွေကြတန်နေရာတွေလဲနေတာမဟုတ်လား မှန်ပါဗျာ ဒါဆိုရှင်းနေတာပဲဒါဆိုရင်အပယ်ဘေးတန်နေရာဘေးကလွတ်ချင်ဦးဇင်းတို့ဘာသိမှရမှာ ပရမတ် ပ တိ ရ ပါ မတ်ကိုတည် ပရမတ်ကိုသိမှရမှာဒါဆိုရင်ဦးဇင်းတို့ကဈေးစစ်လို့လုံးဝမရဘူးတန်နေရာကလွတ်ချင်လားအပယ်ဘေးကလွတ်ချင်လားအဲ့ဒါဆိုရင်ပရမတ်ကိုခန္ဓာဉာဏ်ရောက်သိကိုသိမှရမယ် မှန်ပါ မှန် ဗျာ လားပါဗျာ ဗျာ ခန္ဓာဉာဏ်ရောက်ပရမတ်ကိုသိယုံနဲ့ကောအပယ်ဘေးတန်နေရာဘေးလွတ်မှာလား လွတ်ပါဗျာ လုပ်ပြီးပါဗျာ အားကပရမတ်သိတာပဲရှိတာလေ မှန်လားပါဗျာ သိတာနဲ့တရားရသွားမှာလား မရပါဘူးဗျာ ရပါဗျာ သိတာနဲ့လွတ်မှာလား လွတ်ပါဘူး ပါပါဗျာ အေးအဲ့ဒီစကားတွေကလည်းတရားလောကသိရင်ပြီးရောဆိုတဲ့စကားတွေကလည်းတတိထားတော့အဲ့ဒါသာဝနာဖြတ်စကားတွေအပေတဲ့ဆွဲချတဲ့တရားစကားတွေဟုတ်ပြီနော် ကျန်ပါ အဲ့တော့ပရမတ်ကိုသိပြီးရင်ဦးဇင်းတို့ကအဲ့ဒီပရမတ်တရားပုံမှာဘာနဲ့ကြင်ကြံအားထုတ်မှာ ဉာဏ်ပညာ ဉာ နဲ့ ဏ်ပညာနဲ့ပါ မကင်ရှိပါ နာပါလေမဲခင်၈ပါးပဲ ဖြစ်ပါဖြစ်ပါနဲ့ဟုတ်တယ် ဒါဆိုရင်ပရမတ်ပေါ်မှာမဲခင်၈ပါးနဲ့ရှုရမှာ မှန်လားပါ ဟုတ်ပြီ ဗျာ နော်
မှန်လားပါဗျာ ဒါပေါ်မှာငေါငင်းဆန်စရာစင်ကြီးပေးပြီးတော့ရှောင်လဲလို့ရအောင်မလား မရပါ ရ ဘူး ပါဗျာ တရားပြောတတ်တယ်လေမဲ့ကြီး၈ပါးဆိုတဲ့လမ်းကြောင်းတစ်ကြောင်းနဲ့ပဲရှိဒီနီးတနည်းပဲရှိတယ်နောက်ထပ်ကော်ပီမရှိဒီတနည်းပဲစင်တူလည်းမရှိဘူး၈ပါးကိုတပါးလျှော့လို့ရမှာ မရ ရ ပါ ပါ ဘူး ဗျာ တရားဟောတာက၈ပါးဆိုတာလေ၈ပါးပြည့်စုံမှစုပေါင်းအလုပ်လုပ်တာမဟုတ်လား၈ပါး မှန်လားပါဗျာ ပါဗျာ 459 ၈ပါးမှာတပါးလျော့သွားရင်အလုပ်ဖြစ်ပါ မဖြစ်ပါဘူးဗျာ နော်အဲ့ဒီလိုပဲမော်ဒကားမှာကဲအားလုံးပြည့်စုံတဲ့ဘိန်းတစ်လုံးဖြုတ်ထားလို့ဒါမှမဟုတ်ဓာတ်စီမရှိဘူးဆိုလုပ်လို့ရမှာ ရပါဗျာ အားလုံးစုပေါင်းပြီးမှလုပ်ရတာမဟုတ်လား မှန်လားပါဗျာ အဲ့ဒီလိုပဲဦးဇင်းတို့ဒီပရမတ်ပေါ်မှာရှိမယ်ဆိုရင်မဲခင်၈ပါးထိုက်နေမှ၈ပါးလုံးပြည့်နေမှနော်အခုတရားလောကလို့ဟိုဒဇဒီဒဇလုံးလို့မရဘူးနော်တီလာလေးဖျားစင်ရှိမှသွားပြီးရွတ်ဆိုလိုက်တာနဲ့တီလာစောက်တီဒီတာဖြစ်ပြီလား မဖြစ်ပါဘူးဗျာ အဲ့ဒါအရွတ်ပဲရှိတာလေကိုယ်စိတ်ထဲမှာမနောကံနေနဲ့ကာယကံနေဝစီကံနေမကျူးလွန်နေဘူးလားရှစ်၅ပါးတီလာခံပြီး၈ပါးတီလာခံပြီးမကျူးလွန်နေဘူးလား ချွေးလို့နေပါဘူး အဲ့ဒါဆိုဘယ်လိုလုပ်တီလာတော့မှာဟုတ်နော်ငါးပါးတီလာကိုအခုတရားလောကလုံနေတယ်လို့မဟုတ်ဘူးဆိုတာကိုပြောပြတာဟုတ်နော် မှန်ပါဗျာ အဲဆိုတော့ဒီမဲခင်၈ပါးဟာဦးဇင်းတို့ကရှော့လို့မရအောင်ဒီမဲခင်၈ပါးကိုလည်းဦးဇင်းမနေ့ကရှင်းပြပြီးနော်ဘာလို့ဦးဇင်းတို့ဘာလို့လောကီမှာလုံနေတဲ့သူတိုင်းအားလုံးအလုံးလုံးနေကြတာတွေဟာဒီအင်္ဂါ၈ပါးမလွတ်ဘူးအင်္ဂါ၈ပါးလို့ပဲသုံးလို့ရမယ်တဏ္ဍာထည့်လို့မရအောင်ဘာဖြစ်လို့ဆိုပြည့်ညက်ပုံမှာလုပ်နေဟုတ်တယ်နော်ပြည့်ညက်ပုံမှာဆိုရင်မနောကံကမတန့်ရှင်းတော့ဟုတ်တယ်မလားမနောကံကတော့မလွယ်ဘူးမလားတန့်ရှင်းဖို့ဟာ မှန်ပါဗျာ အဲ့ဒါဆိုတော့မနောကံမှာမတန့်ရှင်းလို့ရှိရင်တီလမှာမစင်ကြယ်ရင်နော်ဦးဇင်းတို့အလုပ်တွေကစင်ကြယ်ပါတော့ မစင်ချင် အဲ့တော့တီလကအရေးကြီးတယ်လို့ပြောတာဟုတ်လား ဘူးလား အခုကျတော့မြတ်စွာဘုရားကညံတော်နဲ့ဘယ်အောင်ထားလိုက်လဲပရမတ်ပေါ်မှာရှုခိုင်းလိုက်တော့အလိုလိုမဲ့ခင်မထိုက်ဘူး ထိုက်ပါတယ်ဗျာ နော်အဲ့တော့မဲ့ခင်၈ပါးကဘုရားကတီထွင်လာတာဘုရားကတီထွင်လာတာမဟုတ်တဘာဝလူလောကတဘာဝသွားလာလှုပ်ရှားရင်းနဲ့လုပ်နေတဲ့ဒီအင်္ဂါ၈ပါးကိုဘုရားကဒီမှာကုသိုလ်အကုသိုလ်ဒီစိတ်တွေကမစင်ကြယ်ဘူးနော်စိတ်တော်ဝိတုဒ္ဓိတို့ဒိဋ္ဌိအစတို့နော်ဒီဒိဋ္ဌိဝိတုဒ္ဓိတို့နော်ဒါကြီးကမပြည့်စုံဘူးနော်အဲ့တော့ပြည့်စုံအောင်ဆိုမြတ်စွာဘုရားဉာဏ်တော်နဲ့ဘေးပေါ်မှာရှုခိုင်းလိုက်တာပရမတ်ပုံမှာရှုခိုင်းလိုက်ရောအဲ့ဒီအင်္ဂါ၈ပါးဒီတဏ္ဍာဖြစ်သွားတယ်မဟုတ်လားစင်ကြယ်မှန်ကန်စင်ကြယ်တဲ့ဥစ္စာဖြစ်သွားတယ်မဟုတ်လားဒါကြောင့်စိတ်တော်ဝိတုဒ္ဓိတို့နော်ကင်္ခာတတနာဝိတုဒ္ဓိတို့အတွေးခေါ်ပြီးစင်ကြယ်လာပြီအမြင်စင်ကြယ်လာပြီနှလုံးသွင်းမှန်လာပြီနော်အလုတ်ကလည်းစင်ကြယ်လာပြီအဲ့ဒီမှာတမ္မာတတိတမ္မာဝေယမတမ္မာတမာတိတမ္မာကမန္တဟုတ်လားတမာသင်္ကပ္ပနော်ဒါကြီးဖြစ်လာတယ်မဟုတ်လားနောက်ဆုံးကြတော့တမ္မာဒိဋ္ဌိဖြစ်သွားတယ်မဟုတ်လားအမြင်စင်ကြယ်သွားပြီလေဒိဋ္ဌိပြုတ်သွားပြီလေ မှန်ပါဗျာ ၈ပါးပြည့်လို့မဟုတ်လား မှန်ပါဗျာ အဲ့ဒီမှာတရားလောကကဘာပြောလဲဆိုတော့၈ပါးဆိုတာကမဲ့ဖို့စိုက်မှ၈ပါးပြည့်တာဒါဆိုရင်
8ပါးဆိုတာမဲ့ဖို့စိုက်မှ8ပါးဖြစ်တယ်မဲ့ဖို့စိုက်မှဒီတီလာမဲ့ခင်ကပြည့်တာဘလောက်စီးမဲ့ကမ်းမဲ့ပြောတဲ့စကားလဲဆိုတာအဲ့ဒါပဲကြည့်အဲ့ဒီ8ပါးပြည့်မှတီလာကပြည့်တယ်ဆိုဒီမှာကြည့်နေတဲ့ဥစ္စာတွေကတီလာမှမစင်ကြင်ရင်ကိုယ်အမြင်တွေစိတ်တွေစင်ကြယ်ပါမလားနော်နှလုံးသွင်းတာတွေစင်ကြယ်ပါမလား မစင်ကြပါဘူးဗျာ ပြောတော့လေသူတို့ပဲခေါ်တယ်တီလာကဝိပဿနာအောက်ထုံးတီလာကရေးကြည့်တယ်လို့လည်းပြောသေးတယ်ပြီးမှမဲ့ဖို့ဆိုင်မှာတီလာမဲ့ခင်ကဝင်နေဆိုတော့ရှေ့ပြောနေနောက်ပြောနေညီဘူးနောက်ပြီးတော့မြတ်စွာဘုရားက8ပါးနဲ့အားထုတ်ရတယ်လို့ပြောတာကသူတို့က3ပါးကိုဖယ်ထားလိုက်တယ်ဖယ်ပြီးတော့5ပါးနဲ့အားထုတ်ပြီးတဲ့နော်ပေါက်တက်ကြရတွေရှောက်ပြောပြန်တယ်တာငါရုပ်ဖြက်စီးနေတာလူတွေကိုအပေရဲဆွဲချနေတာအဲတရားစကားကောင်းကြီးလူတွေကိုအပေရဲဆွဲချနေတာမြင်တတ်ဖို့လိုတယ်နော် ဟုတ်ကဲ့ အဲ့တော့ခုနကလိုဘုရားဟောတဲ့မဲ့ခင်8ပါးကိုကိုကသွားလျှော့လို့မရဘူးပရမတ်ပေါ်မှာရှုရင်အလိုလို8ပါးဖြစ်သွားတာမဟုတ်လား မှန်ပါ ဒါဆိုရင်နော်ဒီပရမတ်ကိုဝိပဿနာအားထုတ်မယ်ဆိုရင်ပရမတ်ကိုမသိလို့လုံးဝမရဘူးဈေးစစ်လို့မရဘူးစောရကတက်လို့မရဘူးဟုတ်ပြီနော်တခါဒီပရမတ်ပေါ်မှာမဲ့ခင်8ပါးနဲ့ရှုမှဝိပဿနာဖြစ်မှာအပေလွတ်နိုင်မှာဟုတ်လား တင်ပါဗျာ ဒါဆိုရင်ပရမတ်ကိုသိမယ်မဲ့ခင်8ပါးကိုလည်းသိတယ်ဆိုတာနဲ့ဝိပဿနာဖြစ်ပြီလားရှုလို့ရပြီလား မရသေးပါဘူးဗျာ မရသေးပါဘူး ရှုတတ်အောင်ပါ တင်ပါဗျာ နော်ဟာဒီခန္ဓာ5ပါးဆိုတဲ့စိတ်စေတသိက်ရုပ်ဆိုတဲ့ပရမတ်တရားပေါ်မှာမဲ့ခင်8ပါးနဲ့ဘယ်လိုရှုမှာလဲအကြောင်းကျိုးနဲ့စင်ကျင်သုံးတတ်တဲ့ဉာဏ်ပညာကလိုသေးတယ်မဲ့ခင်8ပါးတော့သိပြီလေဒါကအရွတ်သိပြီအဲ့ဒီအသိပေါ်မှာကိုကဘယ်လိုသုံးတတ်စင်ကျင်မှာလဲဆိုတာသုံးတတ်စင်ကျင်တတ်တဲ့ဒီပရိစ္ဆသမုပ္ပါဆိုတဲ့ကျစ္စယဘေကဉာဏ်ကလိုသေးတယ်မဟုတ်လား မှန်ပါဘူး ဒီချက်တွေပြည့်စုံမှဝိပဿနာဖြစ်မှာမဟုတ်လား တင်ပါဗျာ ဖြစ်မှာလို့ပြောတာနော်တဖြည်းဖြည်းရှုရင်ရှုရင်နေဝိပဿနာရုပ်လုံးပေါ်လာဓမ္မနုပဿနာစိုက်လာမှဝိပဿနာဖြစ်တာနော်အဲ့တော့ကာယဝေဒနာစိတ်ဓာတ်ဆိုတာဒါရှုတာနဲ့တရားရမရဘူးဟုတ်လားကာယဝေဒနာစိတ်ဓာတ်ဆိုတဲ့ဒီရဲ့ဖြစ်စဉ်တဘာဝကိုမြင်မှမက်ဖို့လို့စိုက်မှာအဲ့ဒါကနောက်ဆုံးကြတော့ဗာလေဓမ္မနုပ ဥပဒနာပြန်ဖြစ် ရှင်းပြီနော်ဒါဆိုရင် တင်ပါဗျာ အဲဆိုရင်ဒီအချက်တွေပြည့်စုံမှဦးဇင်းတို့ကဝိပဿနာဖြစ်တယ်ဘယ်တရားဌာနပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်ရဲ့တရားပြဒီအချက်တွေမပြည့်စုံရင်ဝိပဿနာမဟုတ်ဘူးရှင်းပြီနော် တင်ပါဗျာ ဒါကဦးဇင်းတို့ကရှင်းရှင်းလင်းလင်းပြက်သားပြောလို့ရတယ်ဒါကူလည်းဘယ်သူမှလာပြီးညင်းလို့မရဘူးညင်းရင်တော့ဖျားကိုညင်းတာနဲ့အတူတူပဲလေဟုတ်တယ်မလားဟုတ်နော်ဒါအဲ့ဒါဆိုရင်ဦးဇင်းတို့ကဒါစာပေအရပြောမယ်ဒါကဦးဇင်းကအလုတ်ပေါ်ကဆွဲထုတ်ပြတယ်စာပေပေါ်ကနေပြောမယ်ဆိုရင်ပရိညာ3ပါးညာတပရိညာတိနာပရိညာပဟာနာပရိညာဒီပရိညာ3ပါးခန္ဓာ5ပါးပေါ်မှာဒီပရိညာ3ပါးစိုက်အောင်မရှုနိုင်ရင်ဝိပဿနာမဟုတ်ဘူးဒီပရိညာ3ပါးပြည့်စုံအောင်ရှုမယ်ဆိုရင်တခါဉာဏ်စဉ်16ပါးဉာဏ်စဉ်16ပါးကို3ပိုင်းခွဲလိုက်အဲ့ဒါညာတပရိညာတိနာပရိညာပဟာနာပရိညာ
အဲ့တော့ပရိညာ3ပါးဆိုတာလေတိတက်ကြီးမဟုတ်ဘူးဒီဉာဏ်စဉ်16ပါးကို3ပိုင်းခွဲလိုက်တာဒါဦးစင်းကအလုတ်ပေါ်ကပြောတာနော်စာမတက်ဘူးဦးစင်း တင်ပါဗျာ နော်အဲ့တော့အလုတ်ပေါ်ကပြောတယ်သူ3ပိုင်းပဲဒါဆိုရင်ညာတပရိညာနံပါတ်1ဝိပဿနာအားထုတ်မယ်ဆိုဒီနံပါတ်1ညာတပရိညာဖျားခေါ်ရတဲ့ဒီညာတပရိညာမသိရင်ဝိပဿနာလုံးဝအားထုတ်လို့မရဘူးအဲ့တော့တရားလောကမှာကြည့်တရားဌာနတိုင်းအကုန်ကြည့်ဗမာမှာရှိနေတဲ့တရားဌာနအကုန်ကြည့်အဲ့ဒီညာတပရိညာဘယ်တရားစခန်းမှမရှိဘူးအေးအဲ့ဒါလည်းပြက်ပြက်သားသားဦးစင်းတော့ရဲတင်းတင်းပြောလို့ရဗမာမှာရှိနေတဲ့တရားစခန်းနာမည်ကြီးအကုန်ကြီးညာတပရိညာဘယ်တရားဌာနမှမရှိဘူးအဲ့တော့ဘယ်တရားဌာနမှာဝိပဿနာမဖြစ်ဘူးနာမည်ခံမရှိဘူးအဲ့ဒါဦးဇင်းတို့ယောဂီတွေအယံနဲ့နာတယ်ဒါကြောင့်လို့ဦးဇင်းပြက်ပြက်သားသားပဲပြောဘာဖြစ်လို့လဲဆိုတော့ကြည့်ညာတပရိညာဆိုတာဝိပဿနာအားထုတ်ဖို့ဒီဦးဇင်းတို့ဘာကိုသိရမှာလဲယူပပရိစ္ဆေကဉာဏ်နာမပရိစ္ဆေကဉာဏ်နာမယူပပရိစ္ဆေကဉာဏ်ပစ္စယဘိကဉာဏ်တမတနာဉာဏ်အဲ့ဒီထီရောက်အောင်ဟာညာတပရိညာဝိပဿနာလမ်းကိုတက်တာအဲ့ဒီအချက်5ချက်ကိုဦးဇင်းတို့နော်ခန္ဓာဉာဏ်ရောက်စာတိမဟုတ်ဘူးခန္ဓာဉာဏ်ရောက်ပฏิပတ်အတိတိမှဝိပဿနာအားထုတ်လို့ရတယ်ဒါဆိုရင်ကိုဝင်ခဲ့ဘူးတဲ့တရားဌာနတွေမှာကြည့်လိုက်နောက်ကိုမဝင်ဘူးတဲ့တရားဌာနတွေမှာလေ့လာကြည့်လိုက်ယူပပရိစ္ဆေကဉာဏ်ပြတဲ့တရားစကားရှိတယ်ဟောတာတော့ရှိမှာနော်အဟောကိုပြောတာမဟုတ်ဘူးတယ်ခန္ဓာဉာဏ်ရောက်ပြတဲ့တရားစကားရှိနာမယူပပရိစ္ဆေကဉာဏ်ပြတဲ့တရားစကားရှိတယ်ရှိနော်အဟောပဲရှိနေတာအပြောသမားကြီးပဲအလုတ်လက်တွေ့တရားစကားတကူမှမရှိဘူးမလားအေးအဲ့ဒါဆိုတော့ဦးဇင်းတို့ကဒီညာတပရိညာဆိုတာဒီရောက်တဲ့အထီကိုပို့ချနိုင်မှဝိပဿနာဖြစ်တယ်ဒါဆိုရင်ဦးဇင်းတို့အားလုံးဒီဝိပဿနာတရားစကားဟုတ်မဟုတ်ဆိုတာကိုယ့်ကိုစစ်ဆေးနိုင်ပြီလားစစ်ဆေးနိုင်ပါပြီဗျာငါအားထုတ်နေတာကောဝိပဿနာဟုတ်မဟုတ်ဆိုတာစစ်ဆေးနိုင်ပြီလားစစ်ဆေးနိုင်ပါပြီဗျာအေးအဲ့ဒါအရေးကြီးတာအမှားခွဲခြားတတ်ဖို့အရေးကြီးတယ်နော်ဒါရီယာဦးဇင်းကဒါဖျားဟောနေတရားလောကဖြစ်နေတာနဲ့နိုင်ရှိပြီးပြောပြတာဒါဆိုရင်မနေ့ကလည်းအဲ့ဒါကြီးကိုအားထုတ်တဲ့ဟာကဖျားဆုံးမနဲ့ညီမဝိပဿနာဖြစ်မှဦးဇင်းတို့ကအပေပြီးလွတ်မှာဟုတ်နော်ကဲဒါဆိုရင်ဦးဇင်းတို့ညာတပရိညာကိုသိသွားပြီဒါဆိုရင်ညာတပရိညာသိနာပရိညာပဟာနာပရိညာဆိုတာကိုကသိလားအခေါ်တော့ကြားဘူးနေမှာပေါ့အလုတ်ပေါ်ကသိအလုတ်ပေါ်ကမသိဘူးအပြောပေါ်ကပဲသိတာကဲဒါဆိုရင်ဦးဇင်းတို့အလုတ်ပေါ်ကနေကြည့်ရအောင်နော်ဒါလေဖျားဟောတဲ့ညီမလေးရပြီ နော်အဲ့ဒါဆိုတော့ဦးဇင်းတို့ဒီညာတပရိညာတော့ဟုတ်ပြီသိနာပရိညာပဟာနာပရိညာကဘယ်တော့မှဖြစ်မှာတော့ဘယ်တော့မှရောက်မှာတော့ဒါကြီးကတိတညီကြီးတစ်ခုစီရှုနေရမှာလားလို့ထင်နေပြန်တယ်မဟုတ်လားမှန်ပါဗျာအဲ့တော့မြတ်စွာဘုရားတရားလေးသိချင်တဲ့ဆရာကောင်းတယ်ဦးဇင်းတို့ကအဲ့ဒီစာရီပေါ်ကနေကြည်ပြီးဟာတစ်ခုစီလို့ထင်နေတာမြတ်စွာဘုရားတရားဟာတစ်ခုနဲ့တစ်ခုအကြောင်းကျိုးတွေဆက်ဆံနေတာနော်တင်မောဖျား
ကဲအဲ့ဒါကိုဦးဇင်းတို့ခုနကဝိပဿနာဖြစ်အောင်လမ်းပေါ်တော့အရင်ဆုံးတက်ရမယ်ဝိပဿနာဘယ်လိုသိမှဖြစ်တယ်လဲဆိုတာလေသဘောပေါက်ပြီနော်ပေါက်ပြီဆိုရင်အဲ့ဒီဝိပဿနာဖြစ်ပြီဆိုရင်ဝိပဿနာရှုနေပြီဆိုရင်တိရဏပရိညာပဟာနာပရိညာဘယ်လိုဖြစ်သွားတာလဲဆိုရင်နော်ဒီပုံမှာရှင်းပြမယ်နောက်ဒီပုံမှာရှင်းပြမယ်ဆိုရင်သောရပန်ဝိပဿနာဖြစ်ပြီနော်အခုဦးဇင်းတို့ကဝိပဿနာဖြစ်မဖြစ်ဦးဇင်းဒီပို့ထားပြီနော်အခုနကရှင်းပြတာနဲ့ဆိုဝိပဿနာဖြစ်ပြီလားမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာဖြစ်ပြီနော်ကဲဟုတ်ပြီဝိပဿနာဖြစ်ပြီဆိုရင်ဝိပဿနာစစ်မှန်ခြင်းစစ်မစစ်မှန်ခြင်းလေထပ်စစ်တာပေါ့နော်ဝိပဿနာဖြစ်လာရင်ဝိပဿနာဖြစ်ရင်ငါတို့ဘာတိတိတိုးသွားပြီငါတို့ဘယ်အဆင့်ရောက်သွားပြီလဲဆိုတာလေသိဖို့ဒါဆိုရင်သောရပန်ဖြစ်ဖို့တရားကဘယ်လိုဟောတာသောရပန်ဘာတွေပြည့်စုံမှဖြစ်တာစီကိစ္စပဲမှာပါသိတယ်လို့ပြောတာဝိသိကိစ္စပဲဟုတ်တာပါအဝိဇ္ဇာတဏှာကင်းရမယ်ဗျာဟုတ်လားအဝိဇ္ဇာဒိဋ္ဌိနဲ့ဝိသိကိစ္စပဲမှာပါရှင်ဟုတ်ဒါအားလုံးနားလေတာတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စပဲရင်သောရပန်ဖြစ်တာပေါ့ဟုတ်တယ်မလားအဲ့ဒါဆိုရင်အဲ့ဒီတရားတွေကဘယ်အချိန်မှပေးတာလဲအဲ့ဒါဘောသိနာပရိညာတို့ပဟာနာပရိညာနော်အဲ့ဒါကြီးကဘယ်လိုပေးရမှာလဲဟုတ်နော်ဒိဋ္ဌိဆိုတာကဘာလဲဒိဋ္ဌိကဘာလဲအမှန်အယူမှားမြင်ပါပါခင်ဗျာတတရဒိဋ္ဌိနဲ့ဥစေတာဒိဋ္ဌိဥစေတာဒိဋ္ဌိနောက်တစ်ခုကဘာလဲဝိသိကိစ္စဒီသုံးချက်ကိုပယ်နိုင်ရင်သောတာပန်ဖြစ်တယ်လို့ဟောထားတာမဟုတ်လားမှန်လားပါဗျာအဲ့ဒီသုံးချက်ကိုပယ်နိုင်ဖို့ဆိုတာဘယ်လိုအားထုတ်မှရမှာလဲဝိပဿနာဖြစ်မှဝိပဿနာအားထုတ်မှဒီဒိဋ္ဌိကိုပယ်နိုင်မှာဒီသုံးချက်ကိုပယ်နိုင်မှာမဟုတ်လားမှန်လားပါဗျာပါဗျာဝိပဿနာအားမထုတ်ရင်ဒါကိုပယ်နိုင်မှာမလားမပယ်နိုင်ပါဘူးဗျာမပယ်နိုင်အဲ့ကြောင့်ဝိပဿနာအားထုတ်ဝိပဿနာဆိုတော့မဲ့ခင်၈ပါးအကျင့်လန်းဆိုတာဒီတစ်ခုပဲရှိတယ်လို့ဘုရားပြောတာရှင်းနေတာဟုတ်နော်ဘုရားရှင်းတော့သိညီတာနော်ဦးဇင်းပြောနေတဲ့စကားလေးမှာတတိထားကြည့်ဘုရားကရှင်းတော့တာညီတာနော်ဟိုတစ်မျိုးဒီတစ်မျိုးမဟုတ်ဘူးတရားလောကလို့ဟိုတစ်မျိုးဒီမျိုးပြောနေတာမဟုတ်ဘူးနော်အဲ့ဒါဆိုရင်ဦးဇင်းတို့ပြန်ကြည့်အောင်ညာတပရိညာအခုဦးဇင်းတို့ယုတ်ဒီနတ်နေနာမယူပပရိစေကညာပစ္စယဗဟိကဟညာဟုတ်ပါလားခန္ဓာ၅ပါးပေါ်မှာပစ္စယဗဟိကဆိုအကြောင်းကျိုးနဲ့ဆင်ញင်တာအဲ့ဒါပရမတ်ပေါ်မှာမဲ့ခင်၈ပါးနဲ့ရှုနေပြီမဟုတ်လားဟုတ်ပါဘူးအကြောင်းကျိုးနဲ့ဆင်ញင်ခိုင်းနေပြီမဟုတ်လားမဲ့ခင်၈ပါးကိုရှုတတ်အောင်လို့ဆင်ញင်ခိုင်းနေတာမဟုတ်လားပြောနေတယ်မှန်ပါမဲ့ခင်၈ပါးတော့သိနေတယ်ဆင်ញင်တတ်အောင်မှရတယ်ရှုတတ်အောင်မှရမဟုတ်လားဟုတ်ပါရဲ့ဗျာပရမတ်လည်းသိနေပြီဆိုပြီးတော့ပရမတ်သိယုံနဲ့လည်းမရသေးဘူးမဲ့ခင်၈ပါးဆိုတာဒီလမ်းကြောင်းတိုင်းရှုရမယ်ဆိုတာလေသိယုံနဲ့မရသေးဘူးအဲ့ဒီပရမတ်ပေါ်မှာယုံနဲ့ပရမတ်ပေါ်မှာဒီမဲ့ခင်၈ပါးနဲ့ဘယ်လိုရှုရမလဲဆိုတာသိဖို့မလိုသေးဘူးလားလိုပါတယ်ဖေ။ဟုတ်ပြီနော်တရားတွေကပြီးဆိုလေလုပ်လို့မရအောင်နော်တခုချင်းဟာအញ្ញပညာရှိတယ်နော်အញ្ញမြတ်စွာဘုရားဉာဏ်တော်နဲ့ထားခဲ့လို့တာနော်။ကဲဒါဆိုရင်အဲ့ဒီပေါ်မှာဦးဇင်းတို့ရှုတတ်အောင်စဉ်းစားတတ်အောင်နှလုံးသွင်းမှအောင်မဲ့ခင်၈ပါးကိုအသုံးချတတ်အောင်ဦးဇင်းတို့ဘာနဲ့စဉ်းစားခိုင်းလိုက်တယ်
ကံစိတ်ဥရုအာဟာရဆိုတဲ့အကြောင်းတရားအနေနဲ့စဉ်းစားဆင်ញင်ခိုင်းလိုက်တာမဟုတ်လားနော်ဒီမှာကြတော့ဒါဦးစင်းတို့ကြတော့ဒီလိုဒီသဘောတရားပေါက်အောင်ကအသေးလက်ရှုအသေးတာနော်ဒါပေမဲ့ယောဂီတွေကြတော့ကံကောင်းသွားပြီအဲ့ဒီမှာအဲ့ဒီမဲ့ခင်အဲ့ဒီအကြောင်းအကျိုးနဲ့ခန္ဓာပေါ်မှာတခါလေပညာဖြစ်အောင်ဘယ်လိုရှုရလဲဆိုတာဦးစင်းကတခါလေဒီမှာပြသွားတော့ကိုကအများကြီးတက်တာသွားတာနော်ကဲအဲ့ဆိုရင်အဲ့ဒီအကြောင်းအကျိုးနဲ့ဘယ်လိုဆင်ញင်တက်မှနော်ပရမတ်ပေါ်မှာမဲခင်၈ပါးကိုအလုတ်လုတ်တတ်မှာဆင်ញင်တက်အသုံးချတတ်အဲ့တော့ဝိပဿနာဆိုတာလွယ်လွင်းနဲ့ရှောက်ရှုတိုင်းဖြစ်လာတာမဟုတ်ဘူးနော်ဒါလေးလေမြင်စေခြင်းလို့သဘောပေါက်လားနော်ကဲဒါဆိုရင်အကြောင်းအကျိုးနဲ့ဆင်ញင်လိုက်တဲ့အခါကျတော့ကိုယ်ခန္ဓာအရှိတရားကိုမမြင်လာဘူးလားမြင်လာပါလေဗျာ ခန္ဓာတဘာဝကိုဆင်ញင်လိုက်တော့ကံရောက်ရလာတဲ့ဒီခန္ဓာကြီးကဖြစ်ပြီးပြည့်နေဟုတ်မလားတကယ်တော့ခန္ဓာ၅ပါးဖြစ်လိုက်ပြက်လိုက်ဖြစ်ပြက်သည်ဘာလဲဖြစ်ပြက်လား သိလိုက်ပါဗျာ အဲ့လိုဟုတ်ပြီအဲ့ဒါစာကြည့်တာတော်တယ်ရှင်လိုက်သေလိုက်ပဲမဟုတ်လား မှတ်တယ် တကယ်တော့ဖြစ်ပြက်ခန္ဓာ၅ပါးဖြစ်ပြက်ဆိုတာတကယ်တော့ရှင်လိုက် သင်လိုက် သေလိုက် သေလိုက်ပါ မရဏဟုတ် အတိမရဏပါဖေ။ ဒါအရှိတရားကိုမြင်လာပြီမဟုတ်လားဖြစ်ပြက်ကနေ မှန်ပါဗျာ ဒါဆိုရင်ဖြစ်ပြက်ကိုပဲဖခင်ကဖြစ်ပြက်ကိုမြင်စေခြင်းလားရှင်လိုက်သေလိုက်ဇာတိမရဏတော်ကိုမြင်စေခြင်းလား ဇာတိမရဏ ဇာတိမရဏ ဗျာ မြင်စေချင်တာ ဖခင်ရဲ့ရည်ရွယ်ချက်ကဖြစ်ပြက်ရှုခိုင်းနေဆိုတာတကယ်တော့ရှင်လိုက်သေလိုက်ဇာတိမရဏတော်ကိုမြင်စေခြင်းပါလားလို့ကိုဉာဏ်ကဖခင်ရဲ့ရည်ရွယ်ချက်ကိုသဘောမပေါက်လာဘူးလား ပေါက်လာပါတယ် လုံရင်အလောက်ကသင်ရင်သဘောပေါက်လာတာလေဖခင်ရဲ့ရည်ရွယ်ချက်ကိုဟုတ်တယ်နော်အဲ့ဒီမှာဇာတိမရဏဆိုတာသိလားနော်ဒီဖြစ်ပြက်နေဘာလို့ဖြစ်ပြက်နေတာလဲဆိုတော့သူ့ရဲ့တဘာဝကဖောက်ပြန်ပျက်စီးနေတဲ့ယုတ်နံရဲ့တဘာဝတရားကြီးဒီတဘာဝတရားကြီးကိုဒီအကြောင်း၄ပါးနဲ့ပြုပြင်ပြီးနေလို့ကိုကဟန်မပြက်လေးနေနေတာမဟုတ်လား မှန်ဗျာ အခုတိုင်းတယောက်နဲ့တယောက်ဒီတိုင်းကြည့်လိုက်ရင်တော့အသက်ရှင်နေတယ်ဒါမဖောက်မပြန်မပြက်စီးဘူးဒီတိုင်းလေးနေတယ်လို့ထင်နေတာမဟုတ်လား မှန်ပါဗျာ အခုဝိပဿနာဉာဏ်နဲ့ကြည့်လိုက်မှအိုးဒီခန္ဓာကြီးကဖောက်ပြန်ပျက်စီးနေတာရှင်လိုက်သေလိုက်နဲ့တကယ်တော့သူ့ပါလားအတုပါနေ အတူပါပါ တူပါ ဟုတ်ကဲ့နော်အဲ့ဒါဆိုမှအိုးဖြစ်ပြနေတယ်ဆိုတာငါတို့တို့ရရှင်လိုက်သေလိုက်နဲ့ဇာတိမရဏဖြစ်ပြနေတာဟာအိုလိုက်နာဒီရှင်လိုက်သေလိုက်ကြီးပါလားငါတို့ကတကယ်တော့ရှင်နေတာမဟုတ်ဘူးဟာလေ ပြင်လိုက်ပြီ သေနေတာမဟုတ်လား ဒါကောင်း ဘုံကနေဘာလို့လဲမကြသေးတာလို့အစားထိုးပြီးစားထိုးထားလို့မဟုတ်လား အမှ မှ န် န်ပါတယ် ဟုတ်ပါ အရှိတရားကိုအခုခန္ဓာကြီးရပ်တည်နေတဲ့အရှိတရားကိုဉာဏ်ကမြင်လာပြီမဟုတ်လား ဒီမှာဗျာ ဒါဆိုရင်ဒီခန္ဓာကြီးကအစားမထိုးရင်ဘာဖြစ်လဲ ပြီး ပြန် တော့ ပြလိုက်ရင် သိပါ သိမှာပြီဒါဆိုရင်ကိုယ်ခန္ဓာကြီးဒီသိမယ်လို့သိလိုက်တာနော်အစားထိုးလိုက်ဖြစ်လာလိုက်ပြတ်သွားလိုက်ပြီရှင်လိုက်သိလိုက်ဇာတိ ဇာတိမရဏ ဒါဆိုရင်ဒီခန္ဓာကြီးကနော်ကံဖြတ်လိုက်တာနဲ့အချိန်မီသိသွားအောင်မှာသိရင်အေးပြီလား အေးပါဗျာ ကိုပြုထားတဲ့ကံတွေကြောင့်နောက်ဘဝတစ်ခုနော်လူပြန်ဖြစ်တာတော့ဘဝတစ်ခု
ခန္ဓာတစ်ခုပြန်ရမှာဟုတ်လား မှန်ပါဗျာ ဒါဆိုရင်ရလာတဲ့ဒီခန္ဓာကြီးကလည်းအခုလိုပဲဖောက်ပြန်ပျက်စီးနေတဲ့ခန္ဓာကြီးကိုရပြီနော်ဒီကံစိတ်ဥဟာရဆိုတဲ့အကြောင်းတရား၄ပါးနဲ့ပဲပြည်ပြင်းရင်းနဲ့သေရအောင်မှာပဲမဟုတ်လား မှန်ပါဗျာ ဟုတ်ပါ အဲ့တော့ဒီခန္ဓာကြီးရပ်တည်နေတာဆိုတာခန္ဓာဖြစ်လာတယ်ဆိုတာဒီအကြောင်းတရား၄ပါးကြောင့်ကံကြောင့်ဖြစ်လာတဲ့ကံသင်္ခါရကြောင့်ဖြစ်လာတဲ့ခန္ဓာကြီးပဲမဟုတ်လား ဟုတ်ပါတယ်ဗျာ အဲ့ဆိုတော့ဒီအစားထိုးလို့ရှင်နေတာပြီးရင်ပြည့်နေတာလို့ပြီးတော့ကိုယ်ခန္ဓာကြီးကိုဘယ်လိုမြင်လာမြဲတယ်လို့မြင်လာလားမမြဲ မြဲ ဘူး မမြဲပါဘူး နည်းပြီးလို့မြင်လာတာပါဗျာ ဟုတ်လား မှန်ပါဗျာ ပါတယ်ဗျာ အဲ့တော့တဘာဝတရားဒီယုတ်နံရဲ့တဘာဝတရားကြီးကမြဲနေသလားမမြဲဘူးလား မမြဲပါဘူး ဗျာ မမြဲတာကိုလက်ခံသွားပြီမဟုတ်လား လက်ခံ ဟောညာတပရိညာမှာစင်ကြယ်သုံးသပ်ရင်းနဲ့ဒီမှာစင်ကြယ်နေတော့ဟာယုတ်နဲ့နာမည်ရှိတယ်လို့စိတ်ကမပိုင်းဖြတ်လာဘူးလား ပိုင်းဖြတ်ထားပါဗျာ မှန်ပါ ဆုံးဖြတ်လာတာမဟုတ်လား ဆုံးဖြတ်တတ်လာပါဗျာ ယုတ်နဲ့နာမည်ရှိတယ်။အိုးဒီယုတ်နံဓမ္မတွေကလည်းဖောက်ပြန်ပျက်စီးနေတာပဲ။ဒါတွေကလည်းအစားထိုးပြုပြင်ပြီးနေလို့တာဖြစ်နေတာဆိုတော့သူ့တဘာဝတွေသိပြီးတော့ယုတ်နဲ့နာမည်ရှိတယ်လို့မဆုံးဖြတ်နိုင်တာဘူးလား ဆုံးဖြတ် လုံး နိုင် ပြလာနိုင်ပါတယ် ။ဆုံးဖြတ်နိုင်တာကသိဒနာပ ဒီ ရိ တရ ညာ နာပါညာတင်ပါဗျာ ဆုံးဖြတ်လာတော့ကိုယ်ခန္ဓာကြီးကမြဲတယ်လို့လက်ခံလာလားမမြဲဘူးလို့ဆုံးဖြတ်နိုင် မြင်ရဘူးလို့ မြဲဘူးမမြဲဘူး ဆုံးဖြတ်လာညာပါဗျာ ဒါဆိုရင်ကိုယ်ခန္ဓာကြီးကမမြဲဘူးလို့ဆုံးဖြတ်ချက်ချလိုက်လို့ရှိရင်မြဲတယ်လို့စုပ်ကင်ထားတဲ့တတ္တရဒိဋ္ဌိမစင်ပါဘူးလား မြင်တော့ပါဗျာ တော့ပါတယ်ဗျာ တတ္တရဒိဋ္ဌိကိုဖြုတ်နေရတာမြဲတယ်လို့ထင်နေတဲ့အထင်ကိုမမြဲဘူးလို့သိတဲ့အသိဉာဏ်ကပယ်လိုက်တာဟုတ်လား မှန်ပါဗျာ မှန်ပါဗျာ အမှားနေရပါအမှန်ကိုအစားထိုးလိုက်တာမဟုတ်လား ဟုတ်ပါဗျာ အာဝိဇ္ဇာနေရာမှာဝိဇ္ဇာဉာဏ်အစားထိုးလိုက်တာမဟုတ်လား ဟုတ် တင် ပါ ပါ ဗျာ ဗျာ ပေခြင်းတတ်ခြင်းရှိသလား မရှိပါဘူးဗျာ ဒီကအားကိုးတာပါ အမှားနေရာမှာအမှားသိနေရာမှာအမှန်ကိုစားထိုးလိုက်တာအရင်ကကိုယ်ခန္ဓာကြီးမအိုးသလိုမနာသလိုမသေးသလိုသွားလာလှုပ်ရှားနေတာမဟုတ်လား ဟုတ် မာ ပါ န ဗျာ ကြီးခံပြီးတော့လေ ဒီမှာဗျာ တင်ပါဗျာ မာနကြီးခံပြီးတော့မှလေနော် ဟုတ်ပါတယ်ဗျာ တယောက်တည်းရင်အမလီနေငါဘာဖြစ်တယ်ညာကဖြစ်ငါဖြစ်တယ်စိတ်ထဲမှာပဲဖြစ်ဖြစ်နှုတ်အားဖြစ်နော်အမူအရာအားဖြစ်နော်တယောက်အထင်သေးတာတွေအထင်ကြီးတာတွေမရှိနေဘူးလား ရှိနေပါတယ်ဗျာ အဲ့ဒါကပါလေမာနကြောင့်ဖြစ်နေတာဟုတ်လား မှန်ပါဗျာ တင်ပါ အခု ဗျာ ရှိတရားကြတော့မို့အဲ့ဒီစိတ်အဲ့ဒီအချိန်မှာအဲ့ဒီစိတ်ကလေးကြီးလဲအိုခြင်းနာခြင်းသိခြင်းဆိုတော့သူ့စိတ်ကမရှိဘူးငါတို့ကငါဆိုတဲ့မာနကြီးတဲ့ကိုယ့်အကိုခိုင်နေမြဲပြီမပြည့်စည်ဘူးလို့ထင်နေတာမဟုတ်လားမာနကြီးခံ ဟုတ်ပါတယ်ဗျာ အခုကြမှာငါတို့ခန္ဓာကြီးကမမြဲနေပါလားဟိုသိတော့အဲ့ဒီမာနမလျော့ပါဘူးလား ရောပါပါဗျာ ဟုတ်ပါတယ်ဗျာ ဟုတ်လားမသိဘူးဆရာမမိကြီး ဟုတ်ပါတယ်ဗျာ တက်ရှိနေတာမှာလေ တင်ပါဗျာ ဟုတ်လား ဟုတ်တင်ပါဗျာ အဲ့တော့ကိုယ်ခန္ဓာကြီးကမမြဲဘူးလို့ပြောတော့မြဲငါတို့ကအရင်ကမြဲတယ်လို့ထင်နေတဲ့ခန္ဓာကြီးကမမြဲဘူးလို့ဉာဏ်ကလက်ခံသွားပြီတဘာဝရှိတရားကိုလက်ခံသွားပြီမဟုတ်လား ဟုတ်ပါတယ်ဗျာတင်ပါ အဲ့တော့ဒီမှာဇဝေဇဝါရှိရင်ဖျားဟောလွတ်မလား လို့ပါဘူးဗျာ အဲ့ဆိုငါတို့ခန္ဓာဖျားတော့မှသူ့ခန္ဓာကြီးမမြဲတော့ငါတို့ကဘယ်လိုလုပ်မြဲမှာဆိုတော့ကို့မှာဝေစီကိစ္စစင်သွားပြီမဟုတ် တင် လား ပါဗျာ တင်ပါပါဗျာ ဝေစီကိစ္စစင်တော့
ခုနကတတ္တရာဒိဋ္ဌိကလည်းဖြုတ်เสียမှာပြုတ်ထွက်သွားပြီမဟုတ်လား တင်ပါဗျာ ပယ်နိုင်သွားပြီမဟုတ်လား ပါတယ်ဗျာ ပဟာနာပရိညာဟုတ်လား တင်ပါ နော်ညာတပရိညာဆိုတဲ့ယုံနဲ့တဘာဝတွေကသိမှညာတယ်ယုံနဲ့တဘာဝတွေကိုသိလာမှယုံနဲ့တဘာဝပုံမှာအကြောင်းအကျိုးနဲ့ဆင်ញင်ရင်နဲ့စုပ်ဖြတ်ချက်တွေမချနိုင်ဘူးလား ချနိုင်ပါ ဟုတ် တ နိုင် ယ် ပါ ဗျာ လေ နော်အရင်တော့ကငါသူယောက်ျားမိန်းမပုဂ္ဂိုလ်တရားလို့ထင်နေတာမဟုတ်လား မှန်ပါဗျာ ဗျာ အော်အခုညာတပရိညာဆိုတဲ့ခြေစူးကြောင့်ဟာဒီမှာယုံနဲ့နာမည်ရှိတယ်ဖះဟောရတာဟုတ်လိုက်တာမှန်လိုက်တာဓာတ်ကြီး၄ပါးရဲ့တဘာဝတရားကဖောက်ပြန်ပျက်စီးနေတဲ့သူ့တဘာဝဖောက်ပြန်နေတာကိုသွားညွတ်ပြီးမခံစားပါနဲ့မသိပါနဲ့မညွတ်ပါနဲ့လို့ပြောလို့မရဘူးသူ့လို့နေနာခန္ဓာ၄ပါးရဲ့ဖောက်ပြန်နေတဲ့ယုတ်တရားရဲ့ခန္ဓာ၅ပါးဖြစ်ပြနေတာပဲရှိတာမဟုတ်လား မှန်ပါဗျာ အော်အဲ့ဒီအတိဘောကနေအကြောင်းအကျိုးတွေနဲ့ဆင်ញင်နဲ့ဟာယုတ်နဲ့နာမည်ရှိတယ်ဆိုတာဘုရားပြောတာဟုတ်လိုက်တာမှန်လိုက်တာဆိုဆုံးဖြတ်ချက်တွေချလာနိုင်ဘူးလား ချလာနိုင်ပါလေ အလားနိုင်ပါတယ်ဗျာ ကျန်တဲ့ဟာတွေကပြည့်ညတ်ဒီပါလားတကယ်ရှိနေတာကယုတ်နဲ့နာမည်ရှိတာမှာဒီယုတ်ဒီနာတွေကလည်းဒီအကြောင်းတရားတွေထောက်ပံ့ထားပြီးလို့မြဲနေတယ်လို့ထင်နေရတာတကယ်တော့မြဲနေတာမဟုတ်ဘူးဒီအကြောင်းတရားတွေကကြားကန့်ထားပြီးလို့ပြုပြင်ထားပြီးလို့လားဒီကံလေးဖြတ်လိုက်ရင်လည်းငါတို့ကအချိန်မီသိသွားနိုင်တာဆိုတော့နော်ဘာလို့ရက်တည်နေလဲအစားထိုးလို့လားရက်တည်နေတာဘာလို့အစားထိုးပြီးနေရလဲမြဲလို့လားမမြဲလို့လား မြဲလို့ပါဗျာ မမြဲလို့အစားထိုးပြီးနေရတာအစားထိုးပြီးတာကောမြဲတာမမြဲ မြဲ ဘူး ပါ ပြေးမှာအစားမထိုးတော့ရင်ပြေးမှာအဲ့ဒါဆိုတော့ဟာပြေးမှာဆိုတော့ဒီခန္ဓာကြီးကမမြဲပါလားငါတို့ကမုတ်ချပြေးမှာပါလားလို့ဆုံးဖြတ်ချက်မချနိုင်ဘူးလား ချနိုင်ပါဗျာ ငါသည်မုတ်ချ သေးရတာသိမ့်ပိုင်းတာလို့ အိ တော့ မ်ပိုင်းသာလို့တော့ အဲ့ဒီလိုဆုံးဖြတ်ချက်မချနိုင်ဘူးလား ချနိုင်ပါလေဗျာ အေးအဲ့ဒီဆုံးဖြတ်ချက်ချနိုင်ဆိုအဲ့ဒါကသိစနာပရိညာပဲမဟုတ်လားစင်ရင်နေတာပရိပေါ်မှာစင်ရင်နေယုတ်နံပရမတ်တရဲ့ညာတပရိညာဆိုအဲ့ဒီပရိညာမောင်မှာစင်ရင်သုံးသပ်ရင်းနဲ့ဆုံးဖြတ်ချက်တွေမချနိုင်ဘူးလား ချနိုင်ပါတယ်ဗျာ ငါခန္ဓာကြီးကမမြဲဘူးလို့လေပိုင်နေနဲ့ဆုံးဖြတ်ချက်လေချလိုက်ရောအခုနကတတ္တရဒိဋ္ဌိကပယ်ပြီးသားဖြစ်သွားပြီမဟုတ်လား တင်ပါဗျာ တတ္တရဒိဋ္ဌိကိုပယ်เสียလို့သလား လိုပါဘူးဗျာ အရင်ကခိုင်နေမြဲတယ်လို့ထင်နေတဲ့အထင်အဝိဇ္ဇာအထင်ဆိုအဝိဇ္ဇာကပြုတ်ထွက်သွားပြီမဟုတ်လား မှန်ပါဗျာ ဒီပဲဆုံးဖြတ်ချက်ကြောင့်ပြုတ်သွားပြီမဟုတ်လား ပါတယ် ဒါဆိုရင်တတ္တရာဒိဋ္ဌိစင်ပါဒါဆိုရင်ညာတပရိညာသိနာပရိညာပဟာနာပရိညာကတစ်ခုစီလားအကြောင်းအကျိုးဆက်ဆက်နေတာလား ကျောင်းအကျိုးဆက်ဆက်နေ ဆက်ဆက်နေ တရားဟောတဲ့ညီမညီပြန်ကြည့်နော်ဒီမှာဟုတ်တော့ဘလောက်ကျင့်တတ်เสียကောင်းလဲဖျားစကားနားထောင်နေဟုတ်တယ်နော်ကဲဒါတတ္တရာဒိဋ္ဌိစင်သွားပြီနော် မှန်ပါဗျာ တခါနောက်ပြန်ကြည့်တေရာကိုမြင်တော့တတ္တရဒိဋ္ဌိစင်သွားပြီဒါဟာသေပြီးရင်အေးပြီလား အေးပါ ဘာလို့မအေးဘူးလား ပြုထားတဲ့ကုသိုလ်အကုသိုလ်ကံကြောင့် ဘောတော့ခန္ဓာတရားရင် နံပါတ်1 ပြုထားတဲ့ကုသိုလ်ဒီရှင်စင်မှာဦးဇင်းတို့ပြုထားတဲ့ကုသိုလ်အာကုသိုလ်ကံတွေကြောင့်ဒီကံတိုင်းပြန်ပြီးဆက်ရမှာဆိုတော့ဘဝတစ်ခုခန္ဓာတစ်ခုဟာပြန်ကိုရ
ဒီနားလေးမှာကံကြောင့်နော်ဘဝတစ်ခုခန္ဓာတစ်ခုပြန်ရမှာမဟုတ်လား မှန်ပါဗျာ ဒီခန္ဓာရလာတာဒီကံကြောင့်မဟုတ်လား မှန်ပါဗျာ မှန်ပါရှင် အဲ့ဒီမှာတတိထားကြည့်ဦးစင်းကကံကြောင့်ခန္ဓာရတယ်လို့ဦးစင်းပြောတာမဟုတ်ဘူးတစ်ခုတည်းပြောတာမဟုတ်ဒီကံကြောင့်ဘဝတစ်ခုခန္ဓာတစ်ခုပြန်ရမှာမဟုတ်လားလို့ပြောတာ မှန်ပါဗျာ ဟုတ်ပါရှင် တရားဟောတဲ့အခါကြလို့ရှိရင်ဒီတရားလောကမှာကတော့နော်ဒီကံတွေကြောင့်ခန္ဓာပြန်ရမှာပဲခေါ်တာနော်ဦးစင်းကြတော့အဲ့ဒီလိုမဟုတ်ဘူးဒီကံတွေကြောင့်ဘဝတစ်ခုပြန်ရမယ်ဘဝတစ်ခုရမှာခန္ဓာပြန်ရမယ်ခန္ဓာပြန်ရမှာအခုနကကိုပြုထားတဲ့ကုသိုလ်အကုသိုလ်ကအကျိုးပေးမှာပြန်ပေးဆက်ရမှာလေ မှန်ပါဗျာ ဒါဆိုရင်ကြားထဲမှာဘဝပဲရတာဘဝကဒီကုသိုလ်နဲ့မဆိုင်ဘူးနော်ဒီကုသိုလ်ကြီးတွေနဲ့လုံးလုံးကြီးဆိုင်တာမဟုတ်ဘူးဒီကုသိုလ်ကြောင့်နော်အကုန်လုံးနဲ့ပြောလို့မရဘူးဘဝရပြီဆိုတာဘာကြောင့်ရတာ နာ ကု ကြောင့် သိုလ်တို့ကရလာတဲ့အပေါ်မှာအကျိုးပေးမှာခန္ဓာပေါ်မှာအကျိုးပေးမှာဘဝရတာကဒီကုသိုလ်နဲ့မဆိုင်ဘူးတဏှာဥပါဒ်ကြောင့် အဝိဇ္ဇာ ဟုတ် ကြောင့် နော်အေးအဝိဇ္ဇာကြောင့်မို့အဝိဇ္ဇာတဏှာဥပါဒ်တွေကြောင့်ကမ္မဘဝမဟုတ်လား မှန်ပါ ကံ ဗျာ ကြောင့်ယုတ်နံပေါ်အဲ့ဒီရလာတဲ့ယုတ်နံမှာအခုနကကိုပြုထားတဲ့ကုသိုလ်အကုသိုလ်ကဒီမှာအကျိုးပေးမှာ ပို့ပေးမှာ နော်ဒါဆိုရင်တည်သွားပြီအေးပြီလားမအေးသေးဘူးဒီကံတွေကြောင့်ခန္ဓာပြန်ရမှာမှန်တယ်ဒါပေမဲ့ဘဝရမှာခန္ဓာရမှာမဟုတ်လား ပြန်လာပါဗျာဘဝရမှာခန္ဓာရမှာပါဗျာ အခုဦးစင်းတို့ဘာခန္ဓာရထားလဲ လူ ဟမ် လူခန္ဓာ ခန္ဓာ လူခန္ဓာရထားတာပေါ့မလီ ဟာ ဘာဒီစဉ်းစားနေတာလူခန္ဓာရထားတာမဟုတ်လား မှန်ပါဗျာဒီခန္ဓာ ဒါဆိုရင်ဘယ်ဘဝရလို့လူခန္ဓာရ လူဘဝရလူဘဝရ လူဘဝရလို့လူခန္ဓာရတာဟောဒါရှင်းရှင်းနေပြီတရိစ္ဆာန်ဘဝရောက်ရင်တရိစ္ဆာန်ခန္ဓာရမှာပေါ့တရိစ္ဆာန်တော့မှအမျိုးသားရှိသေးတယ်နော်တရိစ္ဆာန်တော့တရိစ္ဆာန်ပဲတရိစ္ဆာန်တော့ generally ခြုံတော့တာဒါမဲ့တရိစ္ဆာန်ထဲမှာနွားဖြစ်ရင်နွားခန္ဓာရမှာပေါ့နော်ဝက်ဖြစ်ရင်ဝက်ခန္ဓာရမှာပေါ့နော်ခွေးဖြစ်ရင်ခွေးခန္ဓာရမှာပေါ့နော်တရိစ္ဆာန်ဘုံမှာဆိုတာလေဒါတရိစ္ဆာန်ဘဝရောက်ရင်တရိစ္ဆာန်ခန္ဓာကြောင့်နွားဘဝနွားခန္ဓာထဲဝင်ရင်နွားဖြစ်မယ်တရိဥစ္စာပေါ့နော်တရိစ္ဆာန်တော့တရိစ္ဆာန်ဘုံမြင်ဒါပေမဲ့နွားဝင်းထဲမှာရောက်ရင်နွားဖြစ်မယ်ကိုယ်ဝင်းထဲဝင်ရင်ကိုယ်ဖြစ်မယ်ပေါ့ဒါရှင်းတယ်နော် တင်ပါ မှန်ပါ ဗျာ ဗျာရှင်းပါတယ်ဗျာ အဲ့ဒါဆိုရင်ဒီလိုဘယ်ဘဝရတာလဲဆိုတာကပေကံကြီးဆွဲလန်းတာနဲ့စိုက်နေ မှန်ပါပါဗျာ ဘယ်လိုလဲ ကုသိုလ်အကုသိုလ်နဲ့မဆိုင်ဘူးဒါလည်းပဲရှင်းရှင်းလင်းလင်းသိဖို့လူကြီးဟုတ်ကဲ့နော် မှန်ပါဗျာ ဒါဆိုရင်နော်ဖျားပြောတာကပေကံကြီးဆွဲလန်းမှုကြောင့်ဘဝရတာမဟုတ်လား မှန်ပါဗျာ အဝိဇ္ဇာတဏှာဥပါဒံကြီးကြောင့်ကမ္မဘဝလို့ပြောတာဟုတ်မလား မှန်ပါဗျာဟုတ်ဗျာ အဲ့တော့ဘဝရမှာခန္ဓာရမှာဒါဆိုရင်သေကံနီးကဘာကအရေးကြီးတာလဲဇောလို့လည်းပြောတယ်ဥပါဒံလို့လည်းပြောတယ်ပေါ့နော်အဲ့တော့ဇောဆိုတာကဘာလဲဥပါဒံကဘာလဲ ဒီကနေ့တော့ ဆွဲလမ်းပါဗျာ လူကကြ သေ တော့ ကံနီးဆွဲလန်းတဲ့အပေါ်မှာတဏှာကြောင့်ဖြစ်မှာ ဒီမှာပြန် မှန်ပါဗျာ ဟုတ်နော် ဒ
တေကံဒီဆွဲလန်းတဲ့တဏှာအကြောင်းဖြစ်မှာအဲ့ဒီတဏှာကဘာကြောင့်ဖြစ်မှာ အဝိဇ္ဇာကြောင့်ပါဗျာ အမှန်မသိတဲ့အဝိဇ္ဇာ အဝိဇ္ဇာကြောင့်ပါဗျာ ငါပရိစ္ဆသမုပ္ပါဒ်နဲ့လာလိုက်ရင်တရားကြီးကရှင်းသွားတယ် တမန် နော်ပရိစ္ဆသမုပ္ပါဒ်နဲ့စဉ်းစားအကြောင်းအကျိုးလွတ်ပြီးစဉ်းစားရင်မှားပြီဒါဆိုရင်မြတ်စွာဘုရားကဘယ်ဟာကိုအရေးကြီးဆုံးလို့ပြောတာလဲတေကံဒီဆွဲလန်းတဲ့အဲ့ဒီအဝိဇ္ဇာကအရေးကြီးတာမဟုတ်လား မှန်လားပါဗျာ အဝိဇ္ဇာရင်ခံတဏှာဥပါဒံကမ္မဘဝမဟုတ်လား မှန်လားပါဗျာ ဝိဇ္ဇာသမုပ္ပါ ပရိစ္ဆသမုပ္ပါဒ်မသိသေးရင်ခန္ဓာဖြစ်စဉ်တဘာဝကိုမသိဘူးခန္ဓာဖြစ်စဉ်တဘာဝကိုမသိရင်ခန္ဓာပေါ်မှာအကြောင်းကျိုးနဲ့မစင်ကျင်တတ်ဘူးမစင်ကျင်တက်ရင်ခန္ဓာရဲ့အဲ့ဒီပရိစ္ဆသမုပ္ပါဒ်ဒီဥစ္စာပေါ့အဘိဓမ္မာဆိုတာခန္ဓာရဲ့တဘာဝတရားကိုဘယ်လိုမှမသိနိုင် မှန်လားပါဗျာ တဘာဝကိုမသိနိုင်မင်းနဲ့ဇင်းတို့ကဘယ်လိုမှဒီတဏှာဥပါဒံကိုပယ်လို့မရဟုတ်နော်ကဲဒါဆိုရင်ဒီနားလေးမှာအဲ့ဒီတဏှာလေးကိုနည်းနည်းထပ်ပြောပြမယ်အဲ့တော့ဒီကံนี้မှာ ကံမတယ်ကံဆိုကံမပြုလုပ်တာ ဒီကံนี้မှာဘာကအရေးကြီးတာလဲဆွဲလန်းလို့ဆွဲလန်းနေဆိုတာဘယ်ပေါ်မှာသွားဆွဲလန်းလဲ အာယုံပါ အာယုံ အာယုဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဆိုရယ်ဒီဝေဒနာ၃ခုမှာသွားဆွဲလန်းမှာမဟုတ်လား မှန်လားပါဗျာ နော်ဟုတ်ပြီနော်အဲ့ဒါကြောင့်အဲ့ဒီဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဒီဝေဒနာ၃ပါးမှာသွားဆွဲမှာဒုက္ခဝေဒနာဆိုတာကလောဘမဟုတ်လား မှန်လားပါဗျာ ဒုက္ခဝေဒနာဆိုတာက ဒေါသပါဗျာ ဟုတ်ပါပါဗျာ ဟုတ်လားပါဗျာ ဥပေက္ခဝေဒနာဆိုတာဟိုကလည်းအမှန်မသိဒီကလည်းအမှန်မသိကြားနေဒီမှာသိဆိုတာအဲ့ရပါကြီးလေ မောဟ ဟုတ်ပါဗျာ ဒါဆိုရင်ဘုရားဟောတာပဲလောဘနဲ့သိဘာဖြစ်ဒေါသနဲ့သိ ရဲပြေရဲပါဗျာ မောဟနဲ့သိ တလိษံပါဗျာ ဒီစပါဗျာ ဒီဝေဒနာ၃ပါးနဲ့သိရင်အဲ့ဒီဘဝရောက်မယ်လို့ပြောတာ မှန်လားပါ နာရာချေနာကိုပြောတာမဟုတ်ဘူးခံစားမှုပေါ်မှာဆွဲလန်းနေတဲ့ဒီတဏှာဥပါဒံကိုပြောတာနာရာချေနာကိုပြောတာလား မဟုတ်ပါဘူးဗျာ နာရာချေနာကိုပြောတာမဟုတ်ဘူးသိတဲ့အခါနာရချေနေလို့ဘယ်သူကပြောတာအဲ့ဒါမသိတဲ့လူကရမ်းတုပ်ပြီးပြောနေတာ မှန်လားပါဗျာ တချို့သိတာတော့မသိလိုက်ဘူးနာဖို့နေနေတာသိတောင်မသိလိုက်ဘူးမဟုတ်လားတချို့အိပ်ပျော်ရင်းနဲ့သိသွားတာမဟုတ်လား ဗျာ နော်အဲ့ဒါကြတော့ဟိုနာရာကျင်နာကြီးကိုအစွမ်းကုန်ခံစားလိမ့်မယ်အဲ့ဒါကကြမှာသိမယ်ဆိုပြီးတော့အခုတည်းအနာခံကြည့်နေတယ်ဆိုတဲ့ကမှန်လားမှားလား မှန်ပါတယ်ဗျာမှန်ပါ သူများကိုတိုက်ခိုက်ခြင်းလို့မဟုတ်နော်အယူမှားနေတာလေးကိုမြင်စေခြင်းလို့နော် မှန်လားပါဗျာ ဘုရားပြောတဲ့ဝေဒနာဆိုတာကဘာလို့လဲဆိုတာနော်တေကနီးရင်သားကိုဆွဲလန်းတာသမီးကိုဆွဲလန်းတာယောက်ျားကိုဆွဲလန်းတာမိန်းမကိုဆွဲလန်းတာမရှိဘူးလား ရှိပါ ဒီပါ ဘာပြောတာပါနော်။အိုးငါသမီးလေးနော်ထားခဲ့ရမှာငါစိတ်မချပါဘူးဆိုတော့တာသမီးမဆွဲလန်းနေနော်ဆွဲလန်းနေဟာဒီနောက်ကိုယ့်ရဲ့ဥစ္စာပစ္စည်းတွေပေါ်မှာဆွဲလန်းလာကြီးမဟုတ်လား မှန်လားပါဗျာ တခါကိုသေတော့မယ်ဆိုတာလူတိုင်းသိတယ်။တက်ကလေးနဲ့ဆိုသူသိညံနေသိတယ်ငါမရတော့ဘူးဆိုတာသိတယ်ဟုတ်လားအဲ့ဒါဆိုတော့ဘာလဲသိခြင်းမလားမသိခြင်းဘူးလား ဒီမှာ ဒီကျမဟုတ်ဗျာ နောက်တဲ့ကြီးမသိခြင်းဘူးသိရမှာတော့သိတယ်မသိခြင်းဘူးကြောက်တာအဲ့တော့မသိခြင်းဘူးဆိုရဲအဲ့ဒီပုံမှာလဲသွားဆွဲလိုက်ရင်သွားရောမလားဒေါသစိတ်ပဲမဟုတ်လား ဒီမှာဗျာ သမီးပုံမှာဆွဲလန်းပြီးတော့ဟာငါသမီးထားတော့စိတ်မချပါဘူးဆိုသူ့ပုံမှာ
မခွဲနိုင်တဲ့လောဘစိတ်တွေမဖြစ်ဘူး ဖြစ်ပါနေပါဗျာ ဥစ္စာပစ္စည်းတွေပုံမှာလည်းဒီတိုင်းပဲမဟုတ်လားထားခဲ့ရင်တော့မဒီငါမှခဲကြီးရှာဖွေထားလိုက်ရတာအခုငါကြည်စမ်းထားခဲ့ရတော့ငါဆိုနှမျိုးမနေဘူးလားဥစ္စာပစ္စည်းကို နှမျိုးပါတယ်ဗျာ အဲ့ဒါဆိုတော့ဗာလေဒီလောဘဒေါသမောဟတွေမဟုတ်လား မှန်လားပါဗျာ အဲ့ဒီလောဘဒေါသဖြစ်နေဆိုအမှန်သိလို့လားမသိဘူး မသိလို့ အမှန်မသိတဲ့အဝိဇ္ဇာကြောင့်အဲ့ဒီလောဘဒေါသဖြစ်နေတာဆိုရင်အဲ့ဒီသုံးပါးတွေကစိတ်လေးကတဘာဘာမှသွားညှိအဲ့ဒီညှိလိုက်တဲ့ပုံမှာပေတာနဲ့တခါပဲဘဝဘယ်ဘဝရောက်သွားမှလဲအပေပုံကမလွတ်ဘူးဆိုတာဒါကြောင့်ဝိပဿနာအထုတ်ခိုင်းတာဖခင်က မှန်လားပါဗျာ ဝိပဿနာအသိဉာဏ်ကတာကဲနိုင်မှာဝိပဿနာဉာဏ်ကတာကဲနိုင်မှာဟုတ်ပြီနော် မှန်လားပါဗျာ အဲ့ဒါဆိုရင်ဦးဇင်းတို့အဲ့ဒီဟာတွေဘာလို့ပြုတ်တာလဲဆိုတာပြီးဦးဇင်းရှင်းပြပေးမှာပေါ့နော်။နေဦးကဒါဆိုရင်ကံကြောင့်ဘဝတစ်ခုခန္ဓာတစ်ခုရမယ်ဆိုတော့သိပြီနော် မှဗျာ ။အဲ့မှာလောဘနဲ့သိရင်ဦးဇင်းတို့ကငရဲရောက်မှာငရဲရောက်ပြီဆိုတဲ့အခါခန္ဓာပြန်ရပြီဆိုရင်အဲ့ဒါအကုသိုလ်တွေဆက်ပြီးတော့အဲ့ဒီမှာသိဆက်ပြီးတော့နော်ဒီကနေတရိစ္ဆာန်ဘဝရောက်ပြီဆိုရင်တရိစ္ဆာန်ဘဝမှာအခုနကကုသိုလ်အကုသိုလ်တွေပြီးဆက်ပြီးတော့မဟုတ်လား မှန်လားပါဗျာ တချို့ခွေးတော့ဖြစ်တယ်တတိမှာသွားဖြစ်တော့ကောင်းကောင်းနေကောင်းကောင်းမစားဘူးလား မှန်ပါတယ်ဗျာ သူဘဝလို့ရတယ်ဒါပေမဲ့သူပြုထားတဲ့ကုသိုလ်ကံအကျိုးပေးလို့ကတတိဝင်ဒီစီမှာရောက်တာပေါ့ မှန်လားပါဗျာ ဆိုတဲ့လူကြတော့ခွေးဝဲစားဖြစ်မှာပေါ့လမ်းဘေးမှာငတ်တယ်လေပျောက်တယ်လေ မှန်လားပါဗျာ ဒါသူပြုထားတဲ့ကုသိုလ်ဟာဘဝရခန္ဓာရလာမှပြီးဆက်မဟုတ်လား မှန်လားပါဗျာ ဒါဆိုရင်တဘောပေါက်ပြီနော် ဟုတ်ပါပြီဗျာ ဟုတ်ပါဗျာ ကံကြောင့်နော်ဒီကံကြီးပြုထားတဲ့ကြောင့်ဒီသေပြီးပြီနဲ့ခန္ဓာပြန်ရပြီဆိုရင်ကံတစ်ခုနဲ့လို့ဟုတ်ဘူးနော်ဘဝတစ်ခုရပြီးမှခန္ဓာရမှာ မှန်လား ဘယ်ဘဝရမလဲဆိုတာကအဲ့သေကံ ငင်ကန်လေးဆွဲလန်း ပဋ္ဌာန်ပေါ်မှာမူတည်မှာ မှန်လားပါ ဒါဆိုရင်အဲ့ဒီပေါ်မှာဆွဲလမ်းမှုဥပဒံကိုဦးဇင်းတို့ကဖြုတ်ရမှာပြီတောရပံမှာ မှန်လားပါဗျာ နော်အဲ့တော့အဲ့ဒါဖြုတ်ထားကဒါမနေ့ပြင်ကြမှာလာလိမ့်မယ်ဒီနေ့ပြောတော့အမှန်ကတော့ဒီထဲမှာပဲပါနေတယ်နော် ဒီမှာဗျာ အဲ့တော့ဒီနေ့ကခုနကပညာသုံးပါးကိုရှင်းပြနေတာဦးဇင်းတို့နော်အဲ့ဆိုတော့ဒီကံဖြတ်လိုက်ပြီးရင်လေဦးဇင်းတို့ကဒီကုပြုထားတဲ့ကုသိုလ်အာကုသိုလ်ကံကြောင့်ဘဝတစ်ခုခန္ဓာတစ်ခုပြန် ခန္ ရ ဓာ ဘူး တစ်ခုပြန်ရ ခန္ဓာဆိုကိုကလူခန္ဓာကြီးပဲစဉ်းစားမိဒီမှာဆိုလို့နော်လူခန္ဓာတစ်ခုပြန်ရပြီဆိုဒီလိုပြန်ရအောင်မှာဘေးလို့မသိသွားဘူးလား သိသွားပါပြီ ပြန် ဗျာ သွားပါတယ်ဗျာ အဲ့ဒီလိုသိလိုက်တော့သေပြီးပြင်အေးတာပဲပြတ်တာပဲလို့ထင်နေတဲ့တတရဥစ္စေရဒိဋ္ဌိမပြုတ်သွားဘူးလား ပြုတ်သွား သွား ပါ ပါတယ်ဗျာ ငါခန္ဓာကြီးကမမြဲဘူးမုတ်ချသေရမှာလို့ဉာဏ်ကဆုံးဖြတ်ချက်လဲချလိုက်ရောပဟာနာဆိုတာမြဲတယ်လို့ထင်နေတဲ့ဒိဋ္ဌိကိုဖြုတ်လိုက်ပြီမဟုတ်လား ဟုတ်ပါတယ်ဗျာရှုပ်လိုက်ပါပြီဗျာ သေပြီးပြင်အေးပြီလားဆိုတော့ဟာမအေးသေးဘူးငါတို့ပြုထားတဲ့ကံတွေကြောင့်ဘဝတစ်ခုခန္ဓာတစ်ခုပြန်ရအောင်မှာဘယ်လို့သိလိုက်တော့ဥစ္စေကဒိဋ္ဌိဆင့်သွားပြီမဟုတ်လား ပြန်သွားပါပြီဗျာ တိတပယ်နေစရာလို့လား မလိုပါဘူးဗျာ မလို့ဒါဆိုရင်ဒိဋ္ဌိနှစ်ပါးပြုတ်သွားပြီမဟုတ်လား မှန်လားပါဗျာ အဲ့ဒါဒိဋ္ဌိပြုတ်တာပဲအငြင်းစင်ကြယ်လို့မဟုတ်လားခန္ဓာရဲ့တဘာဝအပေါ်မှာအငြင်းစင်ကြယ်သွားလို့မဟုတ်လား မှန်လားပါဗျာ ဘင်ကရုပ်နဲ့နာမည်လို့မသိဘူးလေ
ငါသူယောက်ျားမိန်းမပုဂ္ဂိုလ်တရားခေါင်းခါခြေလက်နားရည်ကျင်နေကြိုက်တယ်ခဲတယ်ဆိုတဲ့ပြည့်ညက်ပေါ်မှာဆွဲနေတာမဟုတ်လား အမှန် မှန်လားပါဗျာ အခုကြမှာအဲ့ဒီပြည့်ညက်နေရမှာဘာကိုအစားထိုးလိုက်လဲ ပရမတ် မှန်လားပါဗျာဆက်ပေါ်ပြလိုက်တာပါဗျာ ။ဩဒါတွေကယုံနံတဘာဝတရားဒါတွေကသူ့သဘောသူဆောင်နေတာငါနဲ့မှမဆိုင်တာဆိုတဲ့အသိဉာဏ်။နော်ဒီပရမတ်ပေါ်ကနေလမ်းကြီးမှခုနကအမှားကြီးကိုမြင်ပြီးတော့ပယ်သွားတာမဟုတ်လား မှန်လားပါဗျာ ။ဒါကြောင့်လို့မြတ်စွာဘုရားကဘာလို့ပရမတ်ကိုမြင်အောင်ရှုခိုင်းတာဝိပဿနာဆိုရင်ဒီပရမတ်ကိုသိမှပရမတ်ပေါ်ကလမ်းကြည့်လိုက်မှဩငါသူယောက်ျားမိန်းမပုဂ္ဂိုလ်တရားမှမရှိတာဆိုတော့နော်ဒီပေါ်မှာခိုင်နေငါဟာငါဥစ္စာလို့သိမ့်ပိုက်နေတဲ့တဏမာနဒိဋ္ဌိကြီးကပြုတ်ထွက်သွားတာမဟုတ်လား ဟုတ်ပါတယ်ဗျာ ပရမတ်ပေါ်ကလမ်းကြည့်မှမြင်တာပရမတ်ကိုမသိရင်မမြင်ဘူး မှန်လားပါဗျာ နိုင်ရှင်ကြည့်မှသိတာမဟုတ်လား မှန် မှန်လားပါဗျာ ဦးဇင်းတို့ကအရင်ကနိုင်ရှင်ကြည့်စရာမရှိဘူးဒီပြည့်ညတ်တစ်ခုလေလို့ရှိတော့ပြည့်ညတ်ပေါ်မှာပဲငါဟာငါဥစ္စာလို့ မှန်လားပါဗျာ အခုကြမှာပရမတ်ကိုသိလာမှဒီပရမတ်နဲ့နိုင်ရှင်ကြည့်လိုက်မှအမှားအမှန်အကောင်းအကြောင်းအကျိုးအကောင်းအဆိုးခွဲခြားနိုင်သွားတာမဟုတ်လား မှန်လားပါဗျာ ဒါကြောင့်မလို့ဘုရားကဘာလို့ပရမတ်ကိုရှုခိုင်းတာလဲဆိုတာသဘောပေါက်ပြီ ဟုတ်ပါတယ်ဖြ ဟုတ်ပါပြီဗျာ ဒါဆိုရင်ဒီပရမတ်ကိုသိမှပြည့်ညတ်ပေါ်ကအမှားကိုမြင်မှာပေါ့ မှန်လားပါဗျာ ဟုတ်နော်ဒါဆိုရင်ဒါကြောင့်မလို့မြတ်စွာဘုရားကပရမတ်ကိုသိမှရပြီဆိုပရမတ်ကိုဦးဇင်းတို့ကပြီးစလွယ်လေးသိယုံလေးနဲ့သိပြီးရမှာ မရပါဘူး ရဲကိုပြက်သားခိုင်မာကိုသိမှဒီပရမတ်နဲ့ဒီပြည့်ညတ်နဲ့နိုင်ရှင်ပြီးမှကြည့်မှဒီပေါ်ကအမှားတွေကိုမြင်မှမဟုတ်လား မှန်လားပါဗျာ နော်အဲဆိုရင်ဒီပရမတ်ကိုသိမှဒီပေါ်မှာမှားနေတဲ့အမှားတွေကအမြင်စင်ကြယ်လာတာမဟုတ်လား မှန်လားပါဗျာ ရင်တော့ကတော့ဒီပရမတ်ကိုယုံနံရဲ့ပရမတ်ကိုမသိတော့ဒီခန္ဓာဒီယောက်ျားမိန်းမပုဂ္ဂိုလ်တရားဝါကြီးကိုငါသွားတယ်ငါလုံနေတယ်ငါစားတယ်လို့ထင်နေတာမဟုတ်လား ဟုတ်ပါတယ် သင်နေပါတယ်ဗျာ ငါလည်းဖြစ်နေတာလေအခုကျတော့ပရမတ်ဘက်ကကြည့်လိုက်မှအိုးဒီထဲမှာသက်လက်ပြဝิญဉ်ကောင်းလည်းမရှိပါလားရှိနေတာကဖောက်ပြန်တတ်တဲ့ယုတ်တရားရဲ့ဖောက်ပြန်တာကိုသိနေတဲ့နံတရားရဲ့ခန္ဓာ၅ပါးယုတ်နဲ့နံဒါပဲရှိတာပဲအခုသွားလာလှုပ်ရှားနေတယ်ဆိုတာယုတ်ကခိုင်းလိုက်နာကလှုပ်လိုက်နာကခိုင်းလိုက်ယုတ်ကလှုပ်လိုက်ယုတ်နဲ့နံအပြန်အလှန်ကျေစုပြုနေတာပဲရှိတာဒီထဲမှာငါလည်းမပါဘူးအသက်လက်ပြဝိညာဉ်ကောင်ကြီးခိုင်းနေတာလည်းမဟုတ်ဘူးသူများလာပြီးဖန်ဆင်းရှင်တကုရှင်တွေကလုပ်နေတာလည်းမဟုတ်ဘူးတကယ်တော့ယုတ်နဲ့နံဒီအပြန်အလှန်ကျေစုပြုနေတာပဲမဟုတ်လား မှန်လားပါဗျာ ယုတ်နဲ့နံအပြန်အလှန်ကျေစုပြုနေတာပဲလို့ဘာလို့ဆုံးဖြတ်ချက်ချနိုင်တာပရမတ်ကိုသိတဲ့ဉာဏ်လေးကဆုံးဖြတ်ချက်ချနိုင်တာမဟုတ်လား မှန်လားပါဗျာ ဒီပရမတ်ကိုသိတဲ့ဉာဏ်လေးကဒီပြည့်ညက်ပုံမှာငါတို့ကနော်ငါလို့ထင်နေတာဒီကိုယ်ခန္ဓာကြီးကိုနော်ယောက်ျားမိန်းမပုဂ္ဂိုလ်တရားလို့ထင်နေတဲ့အထင်မဟုတ်လားဒီအထင်ပေါ်ကနေငါသွားတယ်ငါလုပ်တယ်ငါခံစားတယ်ငါစားတယ်လို့ထင်နေတာတကယ်တော့ဓာတ်ကြီး၄ပါးဖောက်ပြန်လာရဲ့ဖောက်ပြန်တာကိုသိနေတယ်နံတရားရဲ့ရုပ်အကြောင်းနံအကျိုးနံအကြောင်း နတ်အကြောင်းရုပ်အကျိုး ရုပ်နဲ့နံအကြောင်းအကျိုးအပြန်အလှန်ကျေစုပြုနေတာပဲရှိတာမဟုတ်လား မှန်လားပါဗျာ အဲ့ဒီလိုဘာကြောင့်ဆုံးဖြတ်ချက်ချနိုင်တာလဲအဲ့ဒီပရမတ်ရဲ့တဘာဝတရားကိုသိတဲ့ဉာဏ်ကြောင့်မဟုတ်လား ဟုတ်ပါတယ်ဗျာသိတဲ့ဉာဏ်ကြောင့်ပါဗျာ
ဟောဒီတဘောကိုဆက်ဆက်မြင်လာမှဘုရားကျေးဇူးကိုမြင်လာတာမဟုတ်လား မှန်ပါပါဗျာ ဩဒါကြောင့်မလို့ဝိပဿနာရှုဆိုတာပရမတ်ကိုရှုခိုင်းတာကိုဒါဆိုရင်ငါတို့ကပရမတ်ကိုအရင်တော့ကဒီဟာကိုကောင်းလဲသိသွားရောဟာငါတို့အရင်နော်ဝိပဿနာရှုနေရဆိုဝိပဿနာမှမဟုတ်တာငါတို့ကဖြစ်ပျက်တွေဖြစ်ပျက်ရှုတယ်တကယ်တော့ပြည့်ညက်ကြီးတွေပုံမှာပရမတ်ကိုလည်းမသိရနဲ့ပြည့်ညက်ကြီးတွေပုံမှာငါတို့ကဖြစ်ပျက်တွေရှုပြီးတော့မှကိုယ့်အကိုသိလာပြီတက်လာပြီလို့ထင်နေတာဘဝင်နေမြင့်နေတာမဟုတ်လား မှန်ပါဗျာ ဟုတ်ပါတယ်ဗျာမှန်လားပါဗျာ တကယ်တော့တရားစကားပြလိုက်တာဘာဝိပဿနာမှကိုမဟုတ်ဆိုကားတာမဟုတ်ဘူးနော် မှန်လားပါ မဟုတ်တာကိုမဟုတ်ဘူးလို့ပြောတာဟုတ်မှမဟုတ်တာဟုတ်ပါတယ်လို့လိန်ညာပြီးပြောရမှာလား ဟုတ်ပါဗျာ ကိုကလိန်ညာပြီးပြောလိုက်လို့ရှိရင်ယောဂီတွေကဘာဖြစ်သွားမလဲကိုကလည်းဟုတ်တရားရောင်ဒီဟုတ်တရားရောင်ဖြစ်သွားမှာဝိသိကိစ္စတွေဥစဉ်တို့တရားပြတယ်ဆိုတော့ဝိသိကိစ္စစင်အောင်ပြရမှာဒီ မှန်လားပါဗျာ တော့ပေါ့လေနော် ဟုတ်ပါတယ် ဒီကမကောင်းကြောင်ပြောနေတာမဟုတ်ဘူးယောဂီဒီစိတ်ထဲမှာရှိနေတဲ့ဝိသိကိစ္စတွေကိုစင်အောင်လုပ်ပေးရတာ မှန်လားပါ ဟုတ်ပါဗျာ ဒါကြောင့်မလို့မြတ်စွာဘုရားတာတာပြုတာလေကြည်လေမင်းတို့အယူဝါဒတွေကမှားနေတယ်မင်းခွေးချစ်ဖြစ်ရင်ခွေးဖြစ်မှာပေါ့နွားချင်းချင်းနွားဖြစ်မှာပေါ့လို့ဒါပြက်ပြက်သားသားပြောရတယ်လေ तू မှားနေတယ်အမှားကြီးဟုတ်တော့မလားဒါတခြားဟာတွေလည်းအများကြီးပြောရတာရှိတယ်လေနော် မှန်လား အဲ့ ပါ တော့ဇင်းတို့တာသနာပြုတယ်ဆိုတော့လူတွေရဲ့ဝိသိကိစ္စတွေဒီအမားတွေကြောင့်အခုဒီတရားလောကကြီးဆိုပို့ပြီးတော့အမားတွေများလာပြီလေစုပ်ကပ်ကြီးမှာနော်အရင်တော့လို့မဟုတ်ဘူးစုပ်ကပ်ကြီးဒါကြီးကိုလည်းမမိဘူးနော်ဒီစုပ်ကပ်ကြီးမှာဆိုတာအတုရောင်နေရများများလာပြီအစစ်မှန်ကအရန်ရှားလာဆိုတော့လူတွေကဒီအတုရောင်နေကြမှာဘာပဲဖြစ်နေမှာလဲဟိုဟာလဲဟုတ်နိုးဒီဟာလဲဟုတ်နိုးဝိသိကိစ္စကြီးခံနေမှာမဟုတ်လားဒီဝိသိကိစ္စကြီးရှိနေရင်ဘယ်လိုလုပ်အပေလွတ်မှာဟုတ်ဘယ်လိုတန်လျာပြတ်မှာဟုတ်ဟုတ်လားဒါတွေကိုဦးစင်းတို့ကရှင်းပြရဒီမှာဖျားပြောတဲ့အလုပ်ကိုလက်တွေ့လုပ်တဲ့အလုပ်ပေါ်ကနေဒီအမားတွေကိုမြင်အောင်ရှင်းပြပြီးကိုယ့်ရဲ့အသိဟာစင်ကြယ်လာအောင်နော်စိတ်တာဝိတ္တုဒိဋ္ဌိဝိတ္တုတိဖြစ်အောင်လို့အမှားမှန်ကိုပြောပြီးဒီဘက်ကိုဆွဲယူရတာပို့ပေးရတာဟုတ်လား မှန်လားပါဗျာ ဒါဆိုရင်သဘောပေါက်ပါနော် ဟုတ်ပါ အဲ့တော့သူများကိုတိုက်ခိုက်နေတဲ့စကားလေးပြောလိုက်ရင်သူများကိုတော့တိုက်ခိုက်တယ်လို့မမြင်နဲ့နော် မြင်ပါဦးဗျာ ဗျာ ဒီမမြင်အခုကတော့နည်းနည်းပါးပါးဦးစင်းရဲ့သဘောကိုပေါက်လာကြပါ ပေါက်လာပါပြီဗျာပေါက်လာပါပြီ အဲ့တော့ဒီမှာကြည့်လိုက်ရင်ဟောဒီပရမတ်ကိုဒီမှာပရမတ်ကောင်ကနေကြည့်လိုက်မှာနော်ငါတို့တည်းကဒီပရမတ်ရဲ့ဒီခန္ဓာ၅ပါးဖြစ်ပြနေတယ်ဆိုတဲ့ဒီဗာလေယောက်ျားမိန်းမပုဂ္ဂိုလ်တရားဆိုတဲ့ပြညတ်အပေါ်ကနေထားတဲ့စိတ်နဲ့ဒီပရမတ်ကိုသိလာတဲ့အသိနဲ့နှစ်ခုနိုင်ရှင်ကြည့်လိုက်ပေါ့ငါတို့အရင်တုန်းကပရမတ်ကိုမသိခင်တုန်းကစိတ်ကလူတွေကိုတွားလာလှုပ်ရှားနေတဲ့ကလူတွေနဲ့ဆက်ဆံနေတဲ့ငါတို့စိတ်ကဘလူလေနော်ငါသွားတယ်ငါလုပ်တယ်ငါစားတယ်ငါပြောတယ်သူလုပ်တယ်သူပြောတယ်ဒီလူတွေထင်နေတာမဟုတ်လား မှန်လားပါဗျာ ခုကြာမှဒီပထမကိုလည်းသိရတော့ငါပြောတာငါလုပ်နေတာမဟုတ်ဘူးရုပ်တည်နံတွေဖောက်ပြန်နေတာရုပ်အကြောင်းနံကျိုးနံအကြောင်းရုပ်ကျိုးရုပ်နဲ့နံသူ့အကူလုပ်နေတာနော်ဒီဖောက်ပြန်နေတဲ့တဘာဝဒီဖောက်ပြန်နေတဲ့အပေါ်ကနေကိုကဘာသိသွားပြီလဲကုသိုလ်အကုသိုလ်သိလာပြီမဟုတ်လားကိုယ်စိတ်ထဲမှာအကုသိုလ်စိတ်ဖြစ်လာမယ်ဒါကအကုသိုလ်စိတ်ဆိုတာဒီပရမတ်ကိုသိတဲ့ကုသိုလ်အကုသိုလ်သိတဲ့ဒီပရမတ်ကိုသိတဲ့ဉာဏ်သိကထိမ့်ပြီမဟုတ်လား သိပါပြီနားရဲဆိုတာအမလေးနားလိုက်တာဆိုပြီးတော့တခါလေအဲ့ဒီနားတဲ့ပုံမှာသွားခံစားပြီးစိတ်ကြီးတိုးနေပြီမဟုတ်လား မှန်လားပါဗျာ စိတ်တိုးရောမကဘူးငါကြမှာဖြစ်တယ်သူကြတော့မဖြစ်ဘူး
ဟုတ်တယ်မလားဒီလိုလေးလည်းဖြစ်တယ်မလားငါကြမှာဖြစ်တယ်ဆိုတော့နော်စိတ်လေးကသူများကြတော့မဖြစ်တော့ကိုကမနာလို့သလိုမျိုးအိတ်တာမစ္စရိယမပါဘူးလား ပါပါ ရင်နော်အောင်စင်းလို့စိတ်တွေကတိတ်ဆိုးတယ် မှန်လားပါဗျာစိတ်တွေအရင်ကြောက်စရာကောင်းပါပဲဗျာ အဲဆိုတော့အခုကြတော့နားတယ်ဆိုတော့ဩနာမှာဘောဒါငါနာတာမှမဟုတ်တာဓာကြီးလေးပါပေါက်ပြန်တယ်လို့ပြောလို့မှမရတာဓာကြီးလေးပါပေါက်ပြန်တာပဲမလို့နာတာမဟုတ်တော့ဘူး မှန်လားပါဗျာ ဟုတ်ကဲ့ ဓာကြီးလေးပါပေါက်ပြန်တာနောက်အသိကြပါလေဩဒါကြီးကမပေါက်ပြန်မှလည်းငါမှပြောလို့မှမရ မရလား ဖះလေပေါက်ပြန်တာပဲနာတာပဲမဟုတ်လား မှန်လားပါဗျာ အဲ့ဒါဆိုတော့ဒီပေါက်ပြန်နေတာဓာတ်ကြီးလေးပါပေါက်ပြန်နေတာဒီပေါက်ပြန်တာကိုဘာကသိနေရလဲဝေဒနာခံစားလို့သိတယ်တင်ညာကမှတ်သားလို့သိနေတာဒါသူ့လို့သူလို့နေတာမလုံနဲ့လို့ငါမှပြောလို့မရတာ မရပါ အတ္တနဲ့လုံလို့မရဘူးလို့သိသွားတာမဟုတ်လား မှန်လားပါဗျာ အတ္တနဲ့ခံစားနေလို့မရဘူးလို့သိသွားတာမဟုတ်လား မှန်ပါ မှန်လားပါဗျာ ဒါကအတ္တကြီးနဲ့အတင်းပယ်လို့မှမရတာလို့သိသွားတာမဟုတ်လား မှန်ပါ မှန်လားပါဗျာ အဲ့လိုအတ္တနဲ့လုံယူလို့မရဘူးလို့ဘာကြောင့်သိသွားတာလဲသူ့ရဲ့တဘာဝအနတ္တကိုသိသွားလို့ပေါ့ မှန်လားပါဗျာ မြတ်စွာဘုရားကဘာကိုရှာဖွေပေါ်ထုတ်သွားတာလဲ တဘာဝတရားပါဗျာ နတ္တ တဘာဝကိုရှာဖွေပေါ်ထုတ်သွားတာတဘာဝကိုမသိတော့ရုပ်နဲ့ရဲ့တဘာဝကိုမသိတော့ပြည့်ညတ်အပေါ်မှာငါဟာငါဥစ္စာလို့သွားလို့နေတာမဟုတ်လား မှန်ပါ မှန်လားပါဗျာ ငါဟာငါဥစ္စာကဘယ်ပုံမှာသွားလုံနေတာ ပြညတ်ပေါ့ ညက်ပေါ်မှာ ပြည့်ညတ်ပါ ပြည့်ညတ်အပေါ်မှာသွားလုံနေတာတကယ်တော့ပြည့်ညတ်ကပြည့်ညတ်တတ်မဟုတ်လား မှန်ပါ မှန်လားပါဗျာ ပြည့်ညတ်ကိုပြည့်ညတ်မှန်မသိတော့ပြည့်ညတ်ကိုငါဟာငါသာလို့သွားလုံနေတာမဟုတ်လား မှန်ပါ ဟုတ်ပါတယ်ဗျာ အဲ့တော့ပြည့်ညတ်ကိုပြည့်ညတ်မှန်သိသွားတာဘာကြောင့်သိသွားတာလဲ ပရမ ပရမတ်ကို ပရမတ် မတ်ကိုသိသွားလို့ပါဗျာ ဒါနဲ့ကဲဒီမှာစမ်းကြည့်စမ်းအဲ့ဒီနဖူးလေးမှာစမ်းကြည့်ရဘာသဘောလေးတွေ့လို့ မာတဲ့သဘောလေး အာတော့ပြောတယ် ပြောသဘောလေးတွေ့ရပါဗျာ ဒီမှာခံစားစမ်းလိုက်တော့ရွလေးစမ်းလိုက်တော့အသားစမ်းပြီးတော့ပျော့တယ်နူးညံ့နေဖိကြည့်လိုက်တော့အယိုးစမ်းပြီးတော့အားပြီ မာတယ် အဲ့တော့ကိုခံစားချက်ကလေးကပြောတာနဲ့မာတာနှစ်ခုပဲမလားစကလုံးပြည့်ညက်ကသုံးကျင်တာသုံးနေတာ မှန်လားပါဗျာ ဒီရဲ့စိတ်အတိလေးကခံစားချက်အတိလေးကပြောတာနဲ့မာတာပဲမဟုတ်လား မှန်လားပါဗျာပြောတာနဲ့မာ စိတ်တ တာ ဘာဝအဲ့ဒါစိတ်တ ानु ပတနာစိတ်လေးကိုတတိထားတတ်အောင်ကိုယ်စိတ်ကိုစစ်တတ်အောင်စမ်းတဲ့အချိန်မှာကြည့်လိုက်စမ်းတဲ့အခါမှာဒီနဖူးဆိုတဲ့နေရာမှာစမ်းလိုက်တော့ဒီမှာအသားစမ်းပြီးတော့ပြော့တယ်အယိုးထောက်ပြီးတော့မာတယ် မှန် နဖူးလို့လည်းသုံးတယ်အသားလို့လည်းသုံးတယ်အယိုးလို့လည်းသုံးတယ်ဒီအသုံးပြည့်ညတ်ဒီအပေါ်ကနေဘာကိုသိအောင်လုပ်တာ ပရမတ်ကိုသိအောင်လုပ်တာပါဗျာ ဒီသုံးနေတယ်နော်စိတ်ကိုကြည့်လိုက်ဆွဲလာ မစွဲပါဘူးဗျာ မဆွဲဘူးဘယ်မှာဝိုင်းသွားလို့လဲခံစားပြီးစမ်းသိချခံစားနေဆိုတော့စိတ်ကဘယ်ရောက်နေလဲစကလုံးပြည့်ညတ်တာသုံးနေတယ်စိတ်ကဘယ်မှာပဲရောက်နေလဲခံစားမှုမှာ ခံစားမှုအပေါ်မှာပဲရောက်နေတာပါဗျာ အဲ့တော့ခံစားမှုမှာကြတော့သူကပါပြောတာနဲ့မာတာ ပြောတာနဲ့မာတာပဲ ဟုတ်လား မှန်ပါ မှန်လားပါဗျာ အဲ့ဒါစိတ်တဘာဝလေးပါသိအောင်နော်စိတ်တ ानु ပတနာရှုနေအဲ့ဒါတွေရောရှုတတ်တယ်အဲ့ဒါလေးတော့သိမှာ မှန်လားပါဗျာ စိတ်တ ानु ပတနာလို့ပြောတချို့ကစိတ်တ ानु ပတနာဟုတ်ဘူးနော်ထားမှာတော့အဲ့ဒါကြီးခဏထားလိုက်ဦးနော်အဲ့တော့ဒီမှာကြည့်လိုက်
အဲ့တော့ဘာသိသွားအောင်ဆိုအော်နဖူးဆိုတာကပြည့်ညံအခုငါခံစားသိနေတာကပြောတော့ဘောမတော့ဘောဒါဆိုဖျားဟောတာနဖူးဆိုတာကပြည့်ညံအခုငါခံစားလို့သိတာကပြောတော့ဘောမတော့ဘောပရမတ် ပရမတ် ပရမတ် အော်ပရမတ်ကိုသိရဲဆိုဘယ်လောက်သေချာတယ်လဲဆိုပြန်စစ်ကြည့်လိုက်အဲ့ဒီပရမတ်ကိုပြကြည့်လေနဖူးပြလို့မရဘူးလားခေါင်းကိုပြလို့မရဘူးလား ရပါ နဖူးမနေဘူးဒီမှာကြည်တာအဲ့ဒါနဖူးခေါ်တယ်ခါရကြီးကခေါင်းခေါ်တယ်စတယ်လို့ပြောလို့မရဘူးလားအဲ့ဒီမှာလက်ခေါ်တယ်လို့ပြောလို့မရဘူးလား ရပါတယ်ဗျာ အေးဒါကပြဉ္ညာကပြလို့ရတယ် ပြက်က ပရမတ်ကြတော့အဲ့ပြောတော့မှာတော့ပြဆိုလို့ရ မရပါ မ ဘူး ရပါဘူးဗျာ ရဘယ်လိုမှသိနေလဲ ခံစားမှုနဲ့မသိနိုင် ခံစားမှုတွေမှသိနေငြုပ်သီးကိုတရားပြတာအဲ့ဒါတခါမှမစားဘူးဒီငြုပ်သီးပြလိုက်စက်တယ်ချိုးတယ်သူသိမှာ မသိပါဘူး ဒါဆိုရင်သူသိအောင်မလုပ်ပြရမှာရောမိရှာခံစားကြည့်လိုက်လို့သိအဲ့ ခံ ဒါမှ စား သိ ကြည့်အောင်ဗျာ ဒါဆိုရင်ပရမတ်ကိုသိနိုင်တယ်ဆိုတာခံစားမှုနဲ့မှသိနိုင်တယ်နော်အဲ့ဒီခံစားမှုပေါ်နေမှတ်သားမှုဒီသိညာဟုတ်ဒီပညာနဲ့မှပရမတ်ကိုပုံဖော်လို့ရတာဟုတ်လား မှန်လားပါဗျာ ဒါဆိုရင်ခုနကဦးဇင်းတို့ကပြည့်ညက်အပေါ်ကနေပြည့်ညက်ကိုပြည့်ညက်မှမသိတော့ပြည့်ညက်အပေါ်ကနေငါဟာငါဥစ္စာလို့လုပ်နေတာမဟုတ်လား မှန်ပါ ဟုတ် ဗျာ ပါတယ်ဗျာ ဟုတ်ပရမတ်ကိုသိလိုက်မှာဩဒါကြီးကပြည့်ညက်ပရမတ်အဲ့တော့ပြည့်ညက်လို့သိလိုက်တာနဲ့ငါဟာငါဥစ္စာဆိုတာမရှိတော့ဘူးဘယ်ကိုရောက်သွားပြီလဲစိတ်ကလေးကပရမတ်ကို ဓ ရောက် မ္မ သွား ပေါ် ပြီ ရောက်သွားပါပြီဗျာ ပြည့်ညက်နေရကနေဟာဒါယောက်ျားမိန်းမလို့သိလိုက်တာနဲ့သိလိုက်တယ်ဆိုတာကဒါသမုဒိသစ္စာကမျက်စိနဲ့မြင်ရင်ဒါအရင်ဆုံးတွေ့မှာပေါ့ယောက်ျားမိန်းမလို့မြင်မှာပေါ့ခေါင်းခါချီလက်လို့မြင်မှာပေါ့နားရကျင်တယ်လို့အရင်သိမှာပေါ့ပြည့်ညက်ကိုအရင်သိမှာမဟုတ်လား မှန် မှန် ပါ လား ဗျာ ပါဗျာ ပြည့်ညက်ကိုသိပြီးမှဘယ်ဘက်ကိုနှလုံးပြန်သွင်းလိုက်မှာ ပရမတ်ဘက်ကို ပရမတ် ပရမတ်ကိုနှလုံးသွင်းလိုက်မှာပေါ့ပထမအသိကတော့ပြည့်ညက်ကိုအရင်ဆုံးသိမှာခရောင်းတဲ့ပြည့်ညက်ကိုအရင်သိမှာလူလေကြံတဲ့သူလည်းပြည့်ညက်ကိုအရင်သိမှာဟုတ်ပြီနော် မှန်လားပါဗျာ အဲ့ဒါတဘာဝပဲ မှန်လားပါဗျာ သိလိုက်တဲ့အချိန်မှာချက်ချင်းဉာဏ်ကဘယ်ဘက်ပြောင်းပြီလဲပရမတ်ဘက်ကို ပ ပြော ရ င်း မ လို တ် က် ကိုပြောင်းသွားမှာပါဗျာ ဒီဘက်နှလုံးသွင်းနေတာကနေဒီဘက်ကိုနှလုံးသွင်းလိုက်ပြီမဟုတ်လား မှန်လားပါဗျာ ပရမတ်ဘက်ကိုနှလုံးသွင်းလိုက်တော့ပြည့်ညက်ရှိသေးလား မရှိတော့ပါဘူးဗျာ ပရမတ်လေးရောက်ရောဒီပရမတ်ပေါ်ကနေဆင်ញင်လိုက်တော့ဟာဒါဓာတ်ကြီးလေးပါးရဲ့တဘာဝကဖောက်ပြန်မှာပဲမဖောက်ပြန်နေလို့မှငါမှပြောလို့မရတာဖောက်ပြန်နေတာကိုဒီနံကလည်းသွားမခံစားနေနဲ့သွားမသိနဲ့ဆိုလို့ရမလား မရပါဘူးဗျာ မရဘူးဒါကလည်းသူ့တဘာဝတရားပဲဆိုတော့ဒီပြည့်ညတ်ပေါ်မှာငါဟာငါဥစ္စာလုပ်လို့မရတော့သူ့ဉာဏ်ကပဲရောက်သွားတယ်ပရမတ်ကိုလည်းပြောင်းလိုက် ပရမတ်ပေါ်ရောက်သွား ပရမတ်ပေါ်ကနေသူစင်ញင်နေတာနဲ့တဘာဝစိုက်လာတော့အတ္တပြုတ်သွားပြီမဟုတ်လားအနတ္တစိုက်လာပြီမဟုတ်လား မှန်လားပါဗျာ ဒီအနတ္တလည်းစိုက်လာရောဒါကြီးကသူ့တဘောသူဆောင်နေတာငါနဲ့မှဘာမှလုပ်လို့မရငါမှဘာမှသူ့ကိုနော်အတ္တနဲ့လုပ်ယူလို့မရတာသူ့တဘာဝကအနတ္တငါနဲ့မဆိုင်ဘူးလို့သိလိုက်တော့ကိုယ်စိတ်ထဲမှာဥပဒံဖြစ်သေးလား မရှိတော့ပါဘူးဗျာ ဥပဒံဘာကြောင့်မရှိဘူးတဏှာမဖြစ်ဘူးမမြင်ပါလို့ဒီပရမတ်ပေါ်မှာဆွဲလန်းစရာပါမရှိဆိုတော့တဏှာပြုတ်သွားတော့ဥပဒံမရှိတော့ဘူး မှန်လားပါဗျာ ဥပဒံမရှိတော့ဆွဲလန်းစရာဥပဒံမရှိတော့ဟိုဘက်ကံကျူးလွန်စရာမရှိတော့ မှန်လားပါဗျာ ဟုတ်နော်အဲ့ဒါဆိုတော့အပေမကြဘူးဆိုတာအဲ့ဒါပေါ့
မှန်ပါဗျာ နော်ပယ်ချနိုင်တဲ့ကံမျိုးတွေ तू မကျူးလွန်တော့ဘူးနော်အဲ့တော့ဦးဇင်းတို့ကဘလောက်ကောင်းလဲဆိုတာဒီတဘောကိုသိလာရင်ဩဒီပရမတ်ကိုသိမှဒီပရမတ်ပေါ်ကနေဒီပြည့်ညက်ပေါ်မှာကိုမားနေတဲ့အမှားတွေကိုမြင်လာပြီမဟုတ်လားနော် 妈妈， အဲ့ဒီအမားတွေကိုဘယ်ကကြောက်မြင်တာလဲဆိုဒီပရမတ်ကိုသိမှ ပရမတ် ပြ ကို ည့်ညက်ပေါ်မှာမှားနေတဲ့အမှားကိုမြင်မှာဒါဆိုရင်ပြည့်ညက်ကိုပယ်ရမှာလားပြည့်ညက်ပေါ်မှာမှားနေတဲ့အမှားကိုပယ်တာလား ပြည့်ညက်ပေါ်မှာမှားနေတဲ့အမှားကိုပေးတာပါဗျာ ပြည့်ညက်ပေါ်မှာမှားနေတဲ့အမှားကိုပယ်တာပြည့်ညက်ကိုပယ်စီရမလို့ဘူးဒါမဲ့ပယ်ရတာသုံးတာပယ်တာလားအမှားနေရမှာအမှန်စားထိုးတာ အမှန်အစားထိုးတာပါ အစားထိုးတာပါဗျာ အဲ့ဒါကိုပဲအသုံးနှုံးကတော့ပယ်ရတတ်တယ်လို့သုံးနေတကယ်မြတ်စွာဘုရားရဲ့တရားမှာပယ်ခြင်းတတ်ခြင်းဆိုတာမရှိဘူးအတိမာအမှတ်မှာအယူမှားနေတဲ့နေရာမှာအတိမာအ ပြီး မှ မှ တ် အယူမှန်အမှတ်မှန်ကိုအစားထိုးတာပါဗျာ ဟုတ်လား မှန်ပါ တိ ဗျာ မာတာကတင်ညစိတ်တံဝိပ္ပန္နာတအမှတ်မှားတာကတင်ညာဝိပ္ပန္နာတအတိမာအမှတ်မှားလို့အယူမှားတာကဒိဋ္ဌိမဟုတ်ပါဘူး မှန်ပါဗျာ အဲ့တော့အတိမှန်အမှတ်မှန်ရင်အယူမှန်သွားတာမဟုတ်လားဒိဋ္ဌိပြုတ်သွား မှန်ပါဗျာ ဒါပဲဒါဆိုရင်အတိမှအမှတ်မှအယူမှအတိမှအမှတ်မှလို့အယူမှားတာဒိဋ္ဌိဖြစ်တာ ဟုတ် အာဝိဇ္ဇာအတိမှန်အမှတ်မှန်ကြီးအယူမှန်သွားပြီတမာဒိဋ္ဌိဖြစ်သွားပြီပေါ့ဟိုကမိစ္ဆာဒိဋ္ဌိဒီဘက်ကတမာဒိဋ္ဌိမဟုတ်လား မှန်ပါ မှန် ဗျာ ပါဗျာ ဒါပဲဝိပဿနာမှာပယ်ခြင်းတတ်ခြင်းမရှိဘူးအတိမှအမှတ်မှအယူမှန်နေရမှာအတိမှအမှတ်မှန်အတိမှအမှတ်မှန်ကြီးအယူမှန်သွားတာပဲဒါပဲဒါဆိုရင်မြတ်စွာဘုရားတရားဟာဘလောက်မြင့်စီမှပရိပဒါကြတယ်အစွန်နှစ်ပါးလွတ်နေတယ်ဟုတ်လား မှန်ပါ မှန် ဗျာ ပါဗျာ အဲ့ဒါဘာလဲရှိမက်ကင်၈ပါးကြောင့် လက်ကင်ရှိပါနဲ့ ရှင်းပြီနော် ကျမပါဗျာ ဒါဆိုရင်တရားလောကမှာအသင်ပယ်တတ်ခိုင်းနေပြီဆိုရင်မှန်လား မှန်ပါဗျာ သင်ပယ်တတ်ခိုင်းနေတာမဟုတ်လား မှန်ပါဗျာ တဏှာမဖြစ်အောင်နေကြပါဇက်ကပြောတာကလွယ်တယ်တဏှာမဖြစ်အောင်ဒေါသမဖြစ်အောင်နေကြဒေါသမဖြစ်အောင်ထိရမှာဒေါသမဖြစ်အောင်လို့ဝိပဿနာရှုတာအမလေးဟိတ်ကြီးဟန်ကြီးနဲ့ပလင်ပေါ်ကနေတော့အပြောဟောရတော့မကောင်းလား ပါလေဗျာ ကောင်းတယ်တော့ဒါမဲ့အဲ့ဒီဒေါသကိုဘယ်လိုပယ်ရမှာလဲဘယ်လိုခံလာမှာစင်ကြင်ရမှာလဲဆိုတာဟုတ်လားအဲ့တော့ဒီယုတ်နံပရမတ်တီရဲ့တဘာဝမှာမသိပြင်းနဲ့ဘယ်လိုလုပ်ပြီးတော့မှဒီလောဘဒေါသကိုပယ်တတ်လို့ရမှာအပြောနဲ့ပယ်တတ်လို့မရဘူးနိဟုတ်တယ်မလား မှန်ပါဗျာ အဲ့ဆိုရင်နော်ဦးဇင်းတို့ကဘာတစ်ခုမှပယ်တတ်တယ်ဟုတ်ပယ်တတ်တယ်ဆိုရင်ဥစ္စေတာဒိဋ္ဌိအတ္တကြီးနဲ့လောက်တာမဟုတ်လား မှန်ပါဗျာ နော်ဟိုဟာမရှိဘူးဖြစ်ပြီးပြတ်သွားပြီမရှိဘူးလို့လုပ်ရင်ပါလေတတ္တရလားဥစ္စေတာ ဟုတ်တယ် အောက်စီ ဒီက ဖြစ်ပြီးပြတ်သွားပြီမရှိတော့ဘူးလို့လုပ်ရင်ပါလေမရှိဘူးလို့လုပ်ဥစ္စေတာဒိဋ္ဌိ ဒီထိပါဗျာ ဒါကိုပယ်တတ်လိုက်ဒေါသကိုမဖြစ်အောင်ပယ်တတ်လိုက်ဆိုရင်ဘာလဲ ဥစေတာဒိဋ္ဌိပါ ဥစ္စေတာဒိဋ္ဌိပဲမဟုတ် မှန်ပါဗျာ အနိစ္စကိုမမြင်မြင်အောင်ရှုအနတ္တကိုမမြင်မြင်အောင်ရှုဆိုတော့အတိတ်မမြင်မြင်အောင်ရှုတိုင်းရင်ဘာလဲ 大吧别， အတာဒိဋ္ဌိ တတ္တရဒိဋ္ဌိတွေဖြစ်ကုန်ပြီဗောဟုတ်တယ်မလား မှန်ပါဗျာ ဆိုတော့ကြည်ဦးစင်းတို့တကယ်ဝိပဿနာစစ်စစ်ကြတော့ဘာတစ်ခုကိုမှအတ္တနဲ့တစ်ခုမှမလုပ်ခိုင်းဘူးခန္ဓာယုတ်နံပရမတ်တရားပေါ်မှာအကြောင်းအကျိုးဆိုတဲ့မဲ့ခင်၈ပါးကိုအကြောင်းအကျိုးဆိုတဲ့
ဒီဉာဏ်နဲ့ဆင်ញင်သုံးသပ်နေတာပဲမဟုတ်လား မှန်လားပါဗျာ ပယ်တာလည်းမရှိဘူးတတ်တာလည်းမရှိဘူးသူ့အကြောင်းကျိုးတဘာဝလေးကိုသိအောင်လုပ်နေတာပဲမဟုတ်လား မှန်လားပါဗျာ တဘာဝလေးကိုသိရင်နဲ့အဲ့ဒီတဘာဝဘောကအခုနကအသိမှအမှတ်မှအယူမှားတာကိုဒီတဘာဝလေးကိုသိတဲ့ဉာဏ်လေးကမြင်လာပြီးပယ်သွားတာမဟုတ်လား မှန်လားပါဗျာ ဗျာ ဒါပဲမဟုတ်လားနော် မှန်ပါဗျာ ခဏ၅ပါးဒီယုတ်နံတရားပေါ်မှာအကြောင်းကျိုးနဲ့ပဲဆင်ញင်ရင်းနဲ့ဒီပေခြင်းတရားတွေကိုမြင်လာတော့ငါခန္ဓာကြီးကမမြဲပါလားဆိုတာအနိစ္စကလုံးကိုသူကသူမြင်လာတာမဟုတ်လား မှန်လားပါဗျာ နိစ္စကိုမြင်အောင်ရှုတာမဟုတ်ဘူးခန္ဓာတဘာဝကိုဆင်ញင်သုံးသပ်ရင်းနဲ့အော်ငါတို့ခန္ဓာကြီးကမမြဲပါလားဒီမမြဲတဲ့ခန္ဓာကြီးကိုပဲငါတို့ပြုပြင်ရင်းနဲ့ပဲအိုနာသေရတာပါလားမပြုပြင်ပေးရင်လေဒုက္ခပြုပြင်ပြီးတော့ပြန်တော့လေအိုနာသေမလွတ်တဲ့ဒုက္ခယူပါလားဘာလို့ဒီဒုက္ခဖြစ်နေတာလဲဆိုရထားတဲ့ခန္ဓာကြီးကမမြဲနေလို့ဒီမမြဲနေတဲ့ဒီခန္ဓာဒီမပြုတ်ပြင်ပြီးပြင်လဲမရတဲ့ဒီဒုက္ခတွေကိုပြန်ကြည့်လိုက်တော့ငါလောက်တာလည်းမဟုတ်ဘူးသူလောက်တာလည်းမဟုတ်ဘူးဘယ်ဖန်ဆင်းရှင်ဘယ်တကူရှင်ဒီမှာလောက်တာလည်းမသိဘူးဒီခန္ဓာရလာတာအမှန်မသိတဲ့အာဝိဇ္ဇာကြောင့်ပြုလိုက်တဲ့ကုသိုလ်အကုသိုလ်ကံကြောင့်ရလာတာပဲမဟုတ်လား မှန်လားပါဗျာ ရလာတဲ့ဒီခန္ဓာကြီးကသူ့ရဲ့တဘာဝတရားကြီးကပေါက်ပြန်ပျက်စီးနေတာပဲဒါတွေကသူ့တဘောသူ့ဆောင်နေတာငါနဲ့မှမဆိုင်တာဆိုတော့အဲ့ဒီမှာဒီတဘာဝဖြစ်ပေါ်နေတဲ့ခန္ဓာ၅ပါးရဲ့ဒီမမြဲခြင်းစင်ရဲခြင်းဆိုတဲ့တဘာဝတရားကြီးအဲ့ဒါခန္ဓာရရင်ရတဲ့သူတိုင်းရဲ့တဘာဝတရားကြီးပဲမဟုတ်လား ဟုတ်ပါတယ်ဗျာ ဘယ်ခန္ဓာပဲရမမြဲစင်ရဲတဲ့ခန္ဓာပဲရမှာပေါ့ မှန်လားပါဗျာ မမြဲစင်းရတဲ့ဘယ်ခန္ဓာပဲဘယ်ဘဝကပဲအဲ့ဒီရလာတဲ့တရားကြီးဒီဘယ်ဖန်ဆင်းရှင်ဘယ်တကူရှင်မှလှုပ်ထားတာမဟုတ်ဘူးအမှန်မသိတဲ့အာဝိဇ္ဇာကြောင့်ဒီတဏှာဥပါဒံအာဝိဇ္ဇာယင်ကံတဏှာဥပါဒံကံတွေကြောင့်ရလာတဲ့တရားကြီးပဲဒါဆိုတော့အဲ့ဒီလိုအသိဉာဏ်လေးကအတ္တပြုတ်သွားပြီအနတ္တဉာဏ်စိုက်လာတာမဟုတ်လား ဟုတ်ပါတ မှ ယ် န်လားပါဗျာ အဲ့တော့အဲ့ဒီအနိစ္စဒုက္ခအနတ္တဆိုတာကိုကသမင်မြင်အောင်ရှုတာခန္ဓာတဘာဝကိုရှုရင်းနဲ့သိလာတာ ခန္ဓာ မှန် တ လား ဘာ ပါ ဝ ဗျာ ရှိ ရှိ နေ ပြီ တယ် လား ဗျာ ပါဗျာ အေးခန္ဓာအဲ့ဒါကိုကအဲ့ဒါကိုအတင်းမြင်အောင်ရှုရင်အတ္တဖြစ်နေဟုတ်တယ်နော် မှန်လားပါဗျာ မရှိဘူးလို့ပယ်ရင်အတ္တဖြစ်နေမရှိတာမဟုတ်ဘူး ရှိ မမြဲတာကဲရှိလား ရှိပါတယ် ရှိလို့မြင်တာပေါ့မရှိရင်မြင်မလား မြင်ပါ ဒါကြီးကိုမရှိဘူးလို့သွားပြောမှာ မမြင်ပါ ဟုတ်တော့မလားဒါမရှိဘူးလို့သွားပြောလို့မရဘူးမရှိတာမဟုတ်ရှိလို့မြင်တာပေါ့ မှန်လားပါဗျာ ဒါမဲ့ तू ကအမြဲတမ်းရှိတာအမြဲတမ်းမရှိဘူး ရှိတာ မမြင်နောက်ပြန်တွေ့ရင်ပြန်မြင်မှာပေါ့ဟုတ်တော့မလား မှန်လားပါဗျာ ဒါဆိုရင်ဘာဝေးယူရမှာမမြဲတာပဲယူရ မမြင်တာကိုပဲရမှာပါဗျာ ရှိတယ်လို့လည်းပြောလို့မရရှိတယ်ဟာအခုရှိသေးလားမရှိတော့ ရှိတော့ပါ မရှိတော့ဘူးလို့သွားယူလို့မရဘူးဟောရှိလာပြန်ပြီဒါဆိုရင်ရှိတာလည်းမမြဲဘူးမမြဲတာလည်းမမြဲဘူးမရှိတာလည်းမမြဲဘူးဟုတ်တယ်မလား ရှိတယ် ရှိတာလည်းမမြဲဘူးမရှိတာလည်းမမြဲဘူး ပြေ မမြဲတာကိုပဲယူမရတယ်ဟုတ်လား မှန်လားပါဗျာ ပါဗျာ အခုအလင်းရောင်ရှိနေတော့အမှောင်ရှိလား
ရှိပါတယ် ကြည့်ပါဦး မရှိဘူး မရှိဘူးလို့ယူလိုက်ရမှာလား မဟုတ်ပါဘူးဗျာ ရပါဗျာ မရှိဘူးဆိုတော့အသုံးနှုန်းတာသုံးတာမဟုတ်လား မှန်ပါဗျာ ဘာလို့ဆိုလင်းနေလို့အမောင်မရှိတာလေ ကြည့်ပါဦး အလင်းဖယ်လိုက်လေအမောင်မရှိဘူးလား မောင်ရှိပါတယ်ဗျာ ဟုတ်ပြီနော်ကဲအမောင်ရှိတယ်ဆိုအလင်းရှိလား ရှိနိုင်တယ် လင်းရှိပါတယ်ဗျာ မောင်ရှိနေတဲ့အချိန်အလင်းရှိလား မရှိပါဘူးဗျာ အလင်းမရှိဘူးအမောင်ရှိနေအလင်းမရှိဘူးဒါဆိုရင်အလင်းကလုံးဝမရှိတော့လား မဟုတ် ဟု ပါ တ်ပါ ဟုတ် ဘူး ပါဗျာ ဘူးဗျာ မောင်ပြော အမောင်ရှိနေတဲ့အချိန်အလင်းမရှိဘူးလို့ပဲသုံးလို့ရတယ်လုံးဝမရှိဘူးလို့သုံးလို့မရဘူး နားပါပါဗျာ ဦးဇင်းတို့တရားလောကကြီးမှာကဘယ်လိုဖြစ်မလဲဖြစ်ပြီးရင်ပြတ်သွားရင်ရှိမှမရှိတာမရှိဘူးလို့ပြောနေတာမဟုတ်လား မှန်လားပါဗျာမှန်ပါတယ်ဗျာ အဲ့ဒါဆိုဥစ္စေတာဒိဋ္ဌိကြီးနဲ့မဟုတ်လားအဲ့ဒါရဲ့ဒီဒိဋ္ဌိကြီးတွေနဲ့တရားတွေပြပြီးသူတို့ကဝိပဿနာတရားဆန်းဆိုဒိဋ္ဌိကြီးတွေတရားပြပြီးအဲ့သူတို့ကတရားတွေရနေတယ်ဆိုတာဖြစ်နိုင်သလား မဖြစ်နိုင်ပါဗျာ အေးဒီသိဉာဏ်လေးနဲ့စဉ်းစားဖို့ဒါဆိုရင်အလင်းရှိနေတဲ့အချိန်အမောင် မရှိဘူး မရှိဘူးလုံးဝမရှိဘူးလို့စိတ်ထဲမှာအပြက်သွားယူလို့မ မ ရ ရ မရပါဘူး လင်းရှိနေတဲ့အချိန်အမောင်တုံ မောင်ပြောင်း တုံ နေ ည တယ် ဆိုတာ0ဆိုတာဘာမှမရှိတော့ဘူးပြောတာမဟုတ်ဘူးနော်အလင်းစားထိုးနေတဲ့အချိန်အမောင်တုံညဖြစ်အလင်းလည်းပျောက်သွားပြီးတော့အမောင်ကအစားထိုးမလာ စာ ဘူး ထုလာပါတယ်ဗျာ အစားထိုးတာလေးကိုမြင်မှအစားထိုးလို့အလင်းကဖယ်ပြီးရတာမဟုတ်လား မှန် မှန် လား လားပါဗျာ မရှိတာလား မရှိတာမဟုတ်ပါ မ ဘူး ဟုတ် ဗျာ ပါဘူးဗျာ တကယ်တော့အပေါင်စားထုတ်လိုက်ရင်အလင်းကဖယ်ပြီးရဆိုအလင်းမမြဲလို့ကို မှန်လား အပေါင်ကအစားထုတ်တခါအမောင်နေရာမှာအလင်းကအစားထုတ်လိုက်တော့အမောင်ကမဖယ်ပြီးရဘူးလား ဖယ်ပေးရပါတယ်ဗျာ ရပါတယ်ဗျာ အမောင်မရှိတော့တာလား မဟုတ်ပါ မ ဘူး ဟုတ်ပါဘူးဗျာ ဖယ်ပြီးတာဒီကအစားထိုးတာလို့ तू ကခဏဖယ်ပြီးတာနော်ဒါဆိုရင်အမောင်မရှိတာမို့အလင်းအစားထိုးတာဒါဆိုရင်အလင်းအစားထိုးတဲ့ချိန်အမောင်တုံညဒါကအသုံးနှုန်းနေနဲ့တုံညလို့တုံတာမရှိဘူးလို့တွားယူလိုက်ရင်ဥစ္စေတာဒိဋ္ဌိ မှန် မှ လား န် ပါ လားပါ ဗျာ ဗျာပြီးပါ နော်ဒီအလင်းပဲရှိနေတာဆိုရင်အဲ့ဒါတတ္တရာ ဒါဒိဋ္ဌိပါဗျာ သတ္တရာ ဆို ထု တော့အလင်းကြီးလေ तू ကအမြဲမနေနဲ့ဘူးအမောင်ကအစားထိုးရင်အလင်းကဖယ်ပေးရမယ်မောင်နေရာမှာအလင်းကအစားထိုးနိုင်ရင်အမောင်ကဖယ်ပေးရမယ်ဆိုရင်ဒီအမောင်ဒီမမြဲနေတာမြဲနေရင်ဒီအလင်းကအစားထိုးလို့မရဘူးလေတခါအလင်းနေရာမှာအမောင်ကအစားထိုးဝင်လာတယ်ဒီအလင်းကမြဲနေရင် तू ဖယ်ပေးစရာမလိုဘူးလေဒါဆိုရင်အမောင်ကဝင်လို့မရဘူးနော်ဒါဆိုရင် तू ဘာလို့ဖယ်ပေးရတော့လဲမမြဲလို့ဖယ်ပေးတော့ပေါ့ဒါဆိုရင်မမြဲဘူးလို့မြင်ရင်ဒါတတ္တရဒိဋ္ဌိဆင်တယ်မဟုတ်လား မှန်လားပါဗျာ ဒါဆိုရင်ရှိနေတာလေမမြဲဘူး မြင်မရှိတာ မရှိတော့တာလေမမြဲ မမြင် အစားထိုးပြန်ဖြစ်လာတယ်ဒါဆိုရင်ဦးဇင်းတို့ကဘာကိုပဲမြင်ရမှာရှိတယ်မရှိဘူးဆိုတာပဲမမြဲ ရဲ ဘူး ဘူးဆိုတာပဲ မြဲနေတဲ့အရာတစ်ခုမှမရှိဘူးလို့ပဲယူလို့ရတယ်ဒါဆိုရင်အစွန်းနှစ်ပါးလွတ်သွားပြီမဟုတ်လား မှန်လား မှန်လားပါဗျာ ကြည်မြတ်စွာဘုရားတရားဘလောက်ကျင့်တတ်စရာဝန်တာစရာကောင်းတယ်နော် ကိုစိတ်ထား အားလုံးဟာဘာတစ်ခုမှပယ်တတ်တာမဟုတ်သူ့တဘာဝတရားကိုနားလေလက်ခံပြီးတာမဟုတ်လား မှန်လားပါဗျာ ဒါဆိုရင်ခုနကဒီလိုအသိဉာဏ်တွေဆုံးဖြတ်ချက်တွေချနိုင်တာလေပယ်တတ်နိုင်တာလေဆိုတာညာတပရိညာဆိုတာပိုင်းပရိညာဆိုတာပိုင်းခြားသိတယ်
နော်ဉာဏ်ပညာနဲ့ပိုင်းခြားသိတယ်ဘယ်ပုံမှာပိုင်းခြားသိတာလဲရုပ်နာပရမတ်တရားတွေပုံမှာပိုင်းခြားသိတဲ့ဉာဏ်ဒီရုပ်နာပရမတ်ပုံမှာပိုင်းခြားသိတဲ့ဉာဏ်ဆိုတဲ့ညာတပရိညာမရှိဘဲနဲ့တိရဏပရိညာပဟာနာပရိညာဖြစ်ပါမလား ဖြစ်ပါဦးဖေဟာ အဲဆိုရင်ညာတပရိညာကအကြောင်းနော်တိရဏပရိညာကအကျိုးမဟုတ်ဘူး ဟုတ်ပါတယ် တခါညာတပရိညာရဲ့တိရဏပရိညာရဲ့နှစ်ခုပေါင်းလိုက်တဲ့အကြောင်းကြောင့် ကြောင့် ကျိုးကပဟာနာပရိညာဖြစ်အကြောင်းအကျိုးတွေပဲမဟုတ်လား ဟုတ်ပါတယ်ဗျာ ဒါဆိုရင်ညာတပရိညာမသိဘဲနဲ့ဖြစ်ပျက်တွေသွားရှုပြီးပေကျင်တာပေလို့ရမလား မရပါဘူးဗျာ ဟုတ်ဗျာ အဲ့ဒါဆိုရင်ဝိပဿနာဖြစ်မဖြစ်ဆိုတာနော်ပရိညာ၃ပါးဘယ်လောက်ရေးကြည့်သလဲပရိညာ၃ပါးကိုလည်းဘယ်လိုရှုရမလဲခုသဘောပေါက်ပြီနော် ဟုတ်ပါရဲ့ဗျာ ဝိပဿနာဖြစ်ဖို့ဆိုတာမြတ်စွာဘုရားဒီပြောတဲ့အချက်လက်ဒီပြည့်စုံမှဝိပဿနာဖြစ်ပါမယ်ပရိညာ၃ပါးပြည့်စုံပါရမယ်ဒီပရိညာ၃ပါးပြည့်စုံမှုဟာယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒညာနာမယူပပရိစ္ဆေဒညာပစ္စယဘိကညာသမတနာညာဆိုတဲ့ဉာဏ်စဉ်16ပါးကလေဒီပုံမှာဉာဏ်စဉ်16ပါးကိုလွတ်လို့မရအောင်ဒီဉာဏ်စဉ်16ပါးကိုပဲ၃ပိုင်းခွဲလိုက်တာညာတပရိညာသိဉာဏပရိညာပဟာနာပရိညာလို့၃ပိုင်းခွဲလိုက်တာနော်အဲ့တော့ဒီဉာဏ်စဉ်16ပါးပဲမဟုတ်လား ဟုတ်ပါတယ်ဖေဟာ အဲ့တော့ဉာဏ်စဉ်16ပါးမှာညာတပရိနာမပရိစ္ဆေဒညာယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒညာဆိုတာဦးဇင်းတို့မြန်မာစာလိုသင်မယ်ဆိုကာကြီးခခွေးကိုအရင်သင်ရတာပဲမဟုတ်လား ဟုတ်ပါတယ်ဖေဟာ ကာကြီးခခွေးမတက်ပဲနဲ့မြန်မာစာရေးတက်ပါ့မလား မတက်ပါဘူးဖေဟာ ဒါဆိုရင်ဘယ်တရားစခန်းပဲဖြစ်ဖြစ်ဒီကာကြီးခခွေးကတော့သင်ရမှာပဲမဟုတ်လား မှန်ပါဗျာ ပါတယ်ဗျာ ငါတို့ကဘာနီးမို့လို့အဲ့ဒါဆိုအဲ့ဒီလိုသူရှုကျင်တယ်လို့ရှုမယ်ဆိုရင်ရမှာ မရပါဘူးဗျာ ဖះအဆုံးမနီးရရှိရင်เนาะအဲ့ဒီပုံကိုယ်တွေနီးမရှိဘူးเนาะဖះအဆုံးမဖះကိုယ်တိုင်လည်းယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒညာနာမယူပပရိစ္ဆေဒညာပြည့်စရာဘိကညာတပတနာညာရောက်ပြီးမှဖះအဲ့ကနေဆက်ရှုသွားမှဖះဖြစ်တယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရောအဲ့ဒီယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒညာနာမယူပပရိစ္ဆေဒညာဒီဓာရီရှုရင်းနဲ့ပဲသူတို့လည်းဒါဖြစ်တာနော်မာနုကြဗုဒ္ဓဒိဋ္ဌိဒိဋ္ဌမတ္တဆိုတာကရောတခါလေးမျက်စိနာနာရှုပ်ကစိတာဒိဋ္ဌိဒိဋ္ဌမတ္တဆိုလို့သွားရှိလို့မရဘူးယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒညာနာမယူပပရိစ္ဆေဒညာဒီပရိညာ၃ပါးပဲเนาะအဟောတွေကဖြတ်ခေါ်ထားလို့လားเนาะအဲ့ဒါတွေကိုရှင်းရှင်းလင်းလင်းမဟုတ်တော့လူတွေကဟိုတရားလည်းဟိုနာကဖြတ်ပြီးတော့အားထုတ်လို့ရတယ်ဒီကလည်းဒီတရားကဖြတ်ပြီးအားထုတ်လို့ရတယ်လို့ထင်နေကြတာမဟုတ်လား မှန်ပါပါဗျာ အဲ့ဒါဟောတဲ့လူအပြစ်တွေနော်အားလုံးကဒီကနေပဲစရတာနေအဲ့ဒါလေးတွေလည်းကွဲပြားသိဖို့လူတွေဒါဆိုရင်အခုဦးဇင်းတို့အားထုတ်နေတာဖះအဆုံးမနဲ့ညီမညီနော်ညီလို့လည်းအခုဦးဇင်းတို့တတရဒိဋ္ဌိဘယ်လိုလုပ်ဆင်မှာကိုအသေးကိုမြင်တာနဲ့လက်ခံသွားတာဉာဏ်ကလက်ခံလိုက်တာနဲ့တတရဒိဋ္ဌိဆင်သွားပြီဟုတ်လား ဒီမှာ ဘုရားရဲ့ကံနေကြောင့်ခန္ဓာပြန်ရမှာဒီခန္ဓာပြန်ရမှာလို့ဒီလဲသေပြီးအေးပြီးလို့ထင်နေတာသေပြီးငါအကျွေးတွေပေးစရာမလိုတော့ဘူးလို့ထင်တာဘယ်ပြေးလို့မလဲပြေးလို့မလွတ်ဘူးလူဘဝမှာတာလူချင်းကိုဟိုဘက်ရှောင်ပြီးနေလို့ရဒီဘက်ရှောင်ပြေးလို့ရမယ်ဒါပေမဲ့
ဒီကံကိုတော့ရှောင်ပြေးလို့မရ မ ဘူး ရ ဒါကိုသိလားလို့သူတော်ကောင်းတွေကအာကုသိုလ်မန္တမြရှောင်ကုသိုလ်မန္တမြလောက်လာတာဟုတ်နော် မှန်ပါပါ ဘာဆိုဒီအာကုသိုလ်ကြီးကလူချင်းတာလိန်ညာပြီးတော့ရှောင်လို့ရမယ်ပြီဒါတော့မှတရားစွဲရင်ဥပဒေရဆိုရင်ရေးယူခံရအောင်မဟုတ်လား မှန်ပါပါဗျာ အဲ့ဒီကံတရားကတော့ရှောင်ပြေးလို့မရဘူးဖျားတော်ရှောင်ပြေးလို့မရဘူးဖျားဘဝမှာလေပိစရတာမဟုတ်လား မှန်ပါပါဗျာ အဲ့ဆိုတော့ဒါတွေကိုခန္ဓာပေါ်မှာဆင်ញင်ရင်းနဲ့ဒီကံကိုင်းအကြောင်းတွေသိလာတော့ဟိုကဒီအာဟုတုမန္တမြကိုမပြုတ်ချင်တော့ဘူးမပြုတ်ရဲတော့ဘူးပြုတ်ချင်တဲ့စိတ်လည်းမရှိတော့ဆိုတော့အလိုလိုကံ၅ပါးလုံတာဘာလို့သူတော့အကျိုးပြန်ပေးဆက်ရမယ် ခန္ဓာဒုက္ခတွေကိုသိလာတော့ဒီကံတွေကြောင့်ခန္ဓာပြန်ရမှာကို तू ကြောက်လာတယ်ကြောက်လာတော့ကံတွေကို तू မပြည့်ရတော့တဖြည်းဖြည်းပေါ့နော်အာကုသိုလ်ကတော့ तू သိလာရင်ရှောင်သွားတာကုသိုလ်ကတော့ပြုမိပြီနောက်ပိုင်းကျတော့ဒီအာကုသိုလ်လည်းမပြုဘူးကုသိုလ်လည်းမပြုတော့ကံရက်သွားတာနော် ကဲဒါဆိုရင်ဦးဇင်းတို့အားထုတ်နေတာတတရဥစ္စေကဘယ်လိုဆင်သွားတော့လဲဆိုတာသိပြီနော်အဲ့တော့ငါတို့အားထုတ်နေတဲ့ဒီမှာဒီသမတနာဉာဏ်နော်ဒီအနတ္တကိုသိတဲ့ဉာဏ်ခန္ဓာမှာဘာပေါ့ပေါ့ဩဒါတွေကသူ့တဘောသူ့ဆောင်တယ်ငါလည်းမဆိုင်ဘူးဆိုရင်အဲ့ဒီမှာဒိဋ္ဌိပြုတ်အဲ့ဒီဒိဋ္ဌိပြုတ်တဲ့ကမနေ့ပြန်မှပြန်ပြီးတော့ရှင်းပြတယ် နော်ပြုတ်ပြီလားခုနကပြုတ်နေမလားဒီတိုင်းကတတရဥစ္စေကဆင်နေပြီနော်ခန္ဓာပေါ်မှာဝိသိကိစ္စလေးဆင်နေပြီလေရုပ်နဲ့နာမ်ပဲရှိသေးအသက်လေးပြဝိညာဉ်ကောင်မရှိဘူးရုပ်နဲ့နာမ်ပြန်လာပဲရှိနေတယ်ဆိုတာဒါအဲ့ဒါလေးဆင်နေပြီတဲ့ဒါသောရဗံအသိဉာဏ်လေးရနေပြီမဟုတ်လား မှန် ပါဗျာ သောရဗံအသိဉာဏ်လေးရနေပြီမဟုတ်လား မှန်ဗျာ ဒီအသိဉာဏ်တွေကပြင်ပြဘူးနော်မနေ့ပြင်ကြမှာဒါကဒါပရိညာ၃ပါးနဲ့ရှင်းပြလို့မနေ့ပြင်ကြရင်နော်တက်ကာယဒိဋ္ဌိဥစ္စေကတက်ကာယဒိဋ္ဌိဥပဒံနဲ့ခန္ဓာဆိုတာရှင်းပြလိုက်ရင်ဟာငါတို့ဒီ၄၅၆ရက်အားထုတ်ထားတဲ့ဟာငါတို့ဒိဋ္ဌိတွေပြုတ်နေပါလားဆိုတာကိုယ့်ကိုပယ်ချနိုင်ပါလိမ့်မယ်နော်ကဲဒါဆိုရင်မနေ့ပြင်ကြမှာအဲဒီတက်ကာယဒိဋ္ဌိဆိုတာရှင်းပြဘယ်လိုပြုတ်သွားလဲဆိုတာရှင်းပြနော်ကိုအားထုတ်နေရင်းနဲ့ဒီပရိညာတပရိညာသိနာပရိညာပဟာနာပရိညာပဟာနာပရိညာညာတပရိညာညာတပရိညာဘောကနေသိရဏပရိညာဘယ်လိုဒီဆုံးဖြတ်ချက်ချအောင်ဒီပဟာနာပရိညာဘယ်လိုဒီတက်ကာယဒိဋ္ဌိကိုဘယ်လိုပယ်သွားလဲဆိုတာပြန်ရှင်းပြလိုက်ရင်ဟာငါတို့ဒီလိုအားထုတ်ရည်ဒီလိုအသိဉာဏ်ရတာကိုယ့်အကူပွက်ချနိုင်တာနော်ကဲဒါဆိုရင်နာကြတာပေါ့ ဒီမှာဘုံပြကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးရှင်ပါလားဒီနေ့တော့ပါလို့ဗျာ ပရိညာ၃ပါးဆိုတာနားလည်ပြီနော် နားလဲပါဗျာ ပန်းလည်းပါပြီဗျာ တော့ ပုံလည်းသက်ရှိကြမှာ ဒီအတူတရားမြတ်များတတိတော့မအောင် လုံးကြမှာကြပါစေချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေဆိုရင်ကြောက်ကြပူပန်ရာခြင်းကင်းရှင်းကြပါစေအနာရောဂါကင်းရှင်းကြပါစေကောင်းကျိုးလူရာဆန္ဒပြေဝကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဘုရားမြတ်စွာဘုရား၏မေခင်၈ပါးကျင့်တရားကိုလေကျမ်းညာမာမချမ်းချမ်းသာသာနဲ့တရားကိုသိလွေတတ်လွေရလွေရောက်လွေအောင်အားထုတ်နိုင်ကြပါစေ